အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ The August Radio Channel ရဲ့ podcast season မှာဖိတ်ခေါ်ထားတဲ့ guest ကတော့ရုပ်ရှင်သရုပ်ဆောင်ဒေါင်းပဲဖြစ်ပါတယ်လမ်းထရှောင်းလမ်းငယ်ကြချေတမ်းများငွေလုံးလက်တဲ့သွားငယ်ကြဝါများဒေါင်းကကျွန်တော်ကရုပ်ရှင်သရုပ်ဆောင်မင်းသားအနေနဲ့သိထားတယ်ကျွန်တော်တို့ခင်မှာတကယ်ရှိသိရှိထိုက်တဲ့ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ကျွန်တော်သူ့သိတယ်ဗျာဟိုဒါပေမဲ့ချက်တဲ့ဝင်သူ့ follow like မလုပ်ဖြစ်ဘူးဆိုတော့ကျွန်တော်ဒီရက်ပိုင်းပေါ့လေဟိုအရန်တော့မကြသေးဘူးကျွန်တော်သူတချင်းဆိုတာဟိုရဖန်ရန်ခါတွေ့လာတွေ့တော့ဒီလိုပဲကျွန်တော်တို့ရုပ်ရှင်သရုပ်ဆောင်တွေတခါလေတချင်းဆိုပြီးဆိုလို့ရှိရင်ပေါက်မဲ့တချင်းမျိုး pop တွေပါဆိုကြတယ်ဗာညာပြီးရင်ပြီးရတာပဲဆိုကျွန်တော်လည်းထားတာဒါပေမဲ့ तू ဆိုတဲ့တချင်းတွေကျွန်တော်တေချာနားထောင်ကြည့်လိုက်တော့ तू ကလောက blues တို့ soul အဲ့လိုမျိုးပုံစံတွေတွားတယ်ဗျာဆိုတော့ကျွန်တော်တို့အဲ့ဟိုဟာဒီဘက်ကတကယ်ကြီးဖြုတ်နေရပဲဆိုကျွန်တော်လိုက်နားထောင်ကြည့်လိုက်တော့ခါကျတော့တချင်းတွေကတကယ်ပြင်းတာ vocal လည်းတော်တော်ပတ်မှန်နိုင် तू ဆိုတယ်အဲ့အပြင် तू ကိုယ်တိုင်လည်းတီးနိုင်တယ်ဆိုတော့မဆိုးဘူးဆိုပြီးတော့ကျွန်တော် okay ဆိုသူ့ဟာကြီးကျွန်တော်လိုက်နားထောင်ရင်းနဲ့တချင်းနေရတယ်သူကိုယ်တိုင်ရေးတယ်ဗျာဆိုတော့ကျွန်တော် impress တော်ဖြုတ်ပါ okay ဒီဘက်ကဒါဆိုရင်ဟိုအပေါ်ရံတော့မဟုတ်တကယ်ထဲထဲဝင်ရှိတာပဲဆိုရင်ကျွန်တော်သူနဲ့စကားပြောကြည့်ရပေါ့ဒီ podcast season မှာသူပါဝင်ပေးနိုင်မလားဆိုသူလည်းဝန်သားအားရပဲ okay ပါဝင်ပေးမယ်ဆိုတော့ဒီ conversation ကဖြစ်တာပေါ့ဒီ season ကဒီ conversation မှာကျွန်တော်သူ့စီကနေမထင်မှတ်ပဲနဲ့အများကြီးဟိုပညာရရတယ်ပြောရမှာပေါ့လေကျွန်တော်တို့မသိသေးတဲ့ musician တွေကျွန်တော်နားထောင်တဲ့လူတွေသူအများကြီးပြောရတယ်ဗျာကျွန်တော်လည်း okay ဟာရုပ်ရှင်တွေကအစရုပ်ရှင်တွေလည်းသူချင်းကတဲ့ပုံစံတွေသူခံစားတဲ့ပုံစံတွေကမတူဘူးကျွန်တော်တို့ ਨੇ ဆိုတော့အဲ့ဒါတွေကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ကျွန်တော်တို့ channel မှာနားထောင်နေတဲ့အမြင်နားထောင်နေတဲ့ border တွေလည်းစိတ်ဝင်စားမယ်လို့ကျွန်တော်ထင်တယ်ကိုမသိရသေးတဲ့ဟာတွေသိရလို့ရှိရင်ဒါအမြတ်ပဲဗျာကျွန်တော်ဒီ channel ရဲ့channel ရဲ့သဘောတရားကိုအဲ့လိုဖြစ်နေတာဟိုကျွန်တော်ကိုယ်တိုင်လည်း comment တွေကနေပြီးတော့မသိရသေးတဲ့အများကြီးသိရတယ်ဟိုလာကြည့်တဲ့လူတွေ comment ပေးတဲ့လူတွေစီကနေပညာအများကြီးရတယ်ဆိုတော့ကိုမသိတဲ့ဟာတွေသိလိုက်ရအမြတ်ပဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးစရအောင်စောက်ပေါ်တွေးတယ်ငါစေပေါ်လေးကိုရတာလားဖြတ်အရှာတာလားဖြတ်အေးမလေးမင်္ဂလာပါမင်္ဂလာပါဘယ်လိုလဲကြည့်လို့ကောင်းလားဒီပါဘောလုံးပွဲပြဘောလုံးပွဲဟုတ်တယ်ဘောလုံးပွဲစင်ပြေပါတယ်ဘယ်ဘက်အားရပွဲရမပြီးသေးဘူးကျွန်တော်ပွဲကြီးကဘယ်လိုလဲမသိဘူးကြာအချိန်နဲ့မရှိလို့အားလည်းကျွန်တော်အချိန်ဆွဲသွားရတာအာဇင်နယ်ကအချိန်ဆွဲသွားရဘယ်လိုလဲမသိဘူးအချိန်နဲ့မဖြစ်ဘူးဗျတော့လေအချိန်နဲ့ကြည့်နေတာတခါကြလဲအဲ့လိုပါပဲဘောလုံးပွဲဆိုတာသိတယ်ဟုတ်တခါအတွေးစားလေးရတာပဲအနိုင်နဲ့ရှုံးဆိုတော့ဘယ်အသင်းပြိတ္တလဲကျွန်တော်အဲ့လိုတီးကြတော့မရှိဘူးဗျကျွန်တော်ချက်စီးပွဲတော့ပူကြည့်တယ်ဒါပေမဲ့ကျွန်တော်ကချက်စီကိုရိုင်းအားပေးရတာဆိုချက်စီကိုတော့အဟိုလိုအားပေးရမျိုးလည်းမရှိကျွန်တော်ဘောလုံးကိုကြိုက်တာဘောလုံးပွဲကိုကြိုက်တာအဲ့လိုမျိုးကျွန်တော်ကိုယ်တိုင်လည်းဘောလုံးကန်ခဲ့တာလေဘောလုံးပွဲကိုကြိုက်တယ်ဘောလုံးကန်နေတဲ့လူတွေကိုထိုင်ကြည့်ရတယ်သူတို့ရဲ့စိတ်တွေကိုလည်းကြိုက်ဘောလုံးကျွန်တော်တို့ဘော်ရာတွေဟိုယောက်ျားလေးတွေဟိုစိတ်သက်သိချင်ရှိသိချင်ဟိုဘောလုံးကန်သိရစားဟုတ်မလားအဲ့လိုမျိုးပါဘောလုံးကန်လေလို့မရအောင်စိတ်အမှန်တွေပေါ်လာဟုတ်တယ်professional ဘောလုံးကန်နေရလားဟိုတော်တော်ကန်နေရနော်ဟုတ်တယ်နော်ဟုတ်တယ်ကျွန်တော်3နှစ်ပေါ့3နှစ်တော့ professional ကန်ဖြစ်လိုက်သေးတယ်ကျွန်တော်ငယ်ငယ်လေးကတော့ဘောလုံးကန်တာပေါ့နော်ငယ်ငယ်လေးကကန်ခဲ့တယ်ဆိုပေမဲ့ professional ဖြစ်တာကတော့ဇန်ပြီးမှအဲ့လိုဒီချာလေးကန်ဖြစ်သွားကျန်းနေ3နှစ်တောင်ကန်မလိုက်3နှစ်ကန်ရဒါတို့ကတကယ်တော့ဒီတက်ပုံများတယ်ကျွန်တော်3နှစ်ပဲကန်ပြီးတော့ထွက်လိုက်တာပေါ့နော်3နှစ်ကကျွန်တော် national လေးမှာကန်တာဟုတ်တယ်မြန်မာ national လေးကျွန်တော်လူငယ်အသင်းမှာပေါ့လူကြီးအသင်းတော့မရောက်လိုက်ဘူးကျွန်တော်လူငယ်အသင်းမှာပဲကန်ရင်းနဲ့ထွက်လိုက်တာအဲ့တော့ bro ကတော်တော်ကောင်းကန်နိုင်တာကိုကြည့်တယ် yeah
ကျွန်တော်တို့လည်းငယ်ငယ်တော့ကန်တယ်ဗျာကြီးလာတော့အခုဆိုလို့ရှိရင်အခုတငယ်ချင်းတွေတော့ကန်7 မိနစ်15မိနစ်ပဲရတယ်ဖူဆဲ အဲ့တော့အဲ့လိုပါပဲ training မရှိရင်တော့လည်းကျွန်တော်တို့လည်းဒီလိုပဲပြီးပြီးတော့ဟန်ဆောင်မဆောင်နဲ့ကန်ရတာပဲ လဲလဲဘရိုကျွန်တော်တို့အသက်သိပ်မကွာဘူးဆိုတော့ကျွန်တော်တို့ခက်ကချက်စီမော်ရင်အရန်ဟော့ရခက်လေဟုတ်ဘာလို့ပဲစားကြည့်ကျွန်တော်အားကြောင့်ကျွန်တော်ဆက်စီးပဲတော်တော်များများကြည့်ခဲ့တာဘာလို့လဲသူလုံးဝကျွန်တော်မော်ရင်ကိုကြိုက်တာမော်ရင်ကိုသူ့ရဲ့အဲ့စိတ်ပိုင်းဆိုင်ရာသူ့ mind game တွေသူ့ရဲ့အထားတွေကိုကြိုက်တယ်မော်ရင်ကိုကြိုက်ရင်းနဲ့မော်ရင်နဲ့ဂျွန်တယ်ရီပေါ့နော်ဂျွန်တယ်ရီကိုကြိုက်တယ်ချက်စီးပဲကြည့်ဖြစ်သွားတာအဲ့တော့ကျွန်တော်တို့ဂျာနယ်တွေဖတ်ပြီးတော့ကြည့်ရတယ်လေသိမလားမော်ကပြောလိုက်တောက်ကီကအကြီးပြစ်ပလိုက်တာတော့ကျန်းလိုက်လာတော့တကယ်လည်းကန်အောင်တကယ်လောက်တာသိမလားဟာဒီပဲတကယ်လောက်တာသူကအဲ့လိုကျွန်တော်သူ့ကိုအဲ့ပေါ်တိုUFA Champion League ရာရဲကွာကျွန်တော်အဲ့ပေါ်တိုတောက်လျှောက်ကြည့်ခဲ့တာဆိုတော့ဟုတ်လားသူနဲ့သူပေါ်တိုကြည့်ခဲ့တာဆိုတော့သူ့ကိုအဲ့ဒါကျွန်တော်ကြိုက်တာပေါ့နော်ဒီမှာချက်စီရောက်မယ်ဆိုတဲ့ဟာဒီပေါ်တို final ပွဲမှာသူ final ဖလားရပြီးတော့ရောကတ်တီတီပဲဖလားရတယ်သူတရားကိုကြိုပြီးတော့တိထားပြီးသားဆိုတော့ထားနေတယ်နေနေပုံအဲ့ဒီနဲ့ဘေးကိုကျွန်တော်ကြိုက်တာဒါငါသိပြီးသားဖလားရမယ်ဆိုတာမိုနာကိုနဲ့လေအဲ့ပွဲမှာဒီဘက်ချက်စီရောက်တော့မှအဲ့မှာစသိတာအဲ့သူပွဲလိုက်ကြည့်နေတာပေါ့ပြီးတော့တောက်လျှောက်ချဲပြီးတော့ဝင်လာပရီးမီးယားလေးကိုဆိုဟုတ်တယ်တောက်ကီကြီးတွေပြစ်ပြီးတော့အတိုင်းကြီးတကယ်လှုပ်ချပလိုက်တယ်တဲ့မှာဟာအကုန်ချူရအဲ့မှာတီးဟာဒီကချမ်းလိုက်လားဒီကတဲ့လူကကတ်ကြပါနော်အေးကြီးပြတဲ့ကောင်လေးလုံးဝကြီးမြောက်အဲ့ကိုလှုပ်ချင်တယ်တဲ့လားတကယ်လေဟိုလိုမျိုးဗျာအဲ့လေအကြီးပြစ်တဲ့လူတွေတော့အများကြီးပါပဲဒါပေမဲ့တကယ်ဖြစ်မလာတဲ့ကောင်ကခက်များလေးတဲ့မှာဟုတ်တယ်ဒီကောင်တကယ်ကြိတ်တာသူအဒီလောက်တာဟုတ်တယ်အဲ့ခိကဆိုရင်ကျွန်တော်လက်ချက်စီးတော်ကြိုက်တယ်ဟိုပါလေကျွန်တော်အာဂျန်ရောဘင်ကိုလည်းကြိုက်တယ်ကျွန်တော်အဲ့ဒါရောဘင်တို့ Def တို့ဟုတ်တယ်ပြီးတော့ Drogba တို့ဟုတ်တယ်နော်ဂျိုကိုရှိတယ်ဂျိုကိုလည်းရှိတယ်ကျွန်တော်ဂျိုကိုကိုမေးလို့မရတဲ့ပွဲရှိတယ်ဘာစီလိုနာနဲ့မှာ15မိနစ်အတွင်းလို့3ဂိုးသွင်းလိုက်တယ်ချန်ပီယံလိပွဲတော့ဂျိုကိုအရန်ကောင်းတာအဲ့15မိနစ်တည်းသူတော့ဆောက်ဂိုးသွင်းဖို့ဖန်တီးတာဆိုအဲ့ပွဲမှာသူ့မေးလို့မရဘူးကျွန်တော်တေချာတော့အဲ့လိုပွဲသေးသေးတော့တေချာမမှတ်ဘူးဒါပေမဲ့ဂျိုကိုကျွန်တော်မျိုးလုံးနဲ့ညင်နေတာပေါ့နော်ကိုလိုပြောပြရမျိုးလုံးနဲ့ညင်နေတာဘယ်လိုပြတိကျတော့မသိဘူးမျိုးလုံးနဲ့ညင်နေတာဂျိုကိုအဲ့ပွဲဆိုတော့ဂျိုကိုမှတ်မိတယ်ကျန်တဲ့ပွဲတွေတက်စားဂျိုကိုက drop ပါကြာတာတော်မြန်သွားတာလားဘယ်လိုဖြစ်တာလဲသူရောင်းထုတ်လိုက်တာသူဒဏ်ရာပဲပေါ့ဗျဒဏ်ရာသူရဲ့အာဂျန်ရောဘန်ဒဏ်ရာပဲကျွန်တော်ကဒဏ်ရာတွေတောင်တော်ဖြစ်သွားတာရုန်းကန်လိုက်ရတာကျွန်တော်အဲ့မှာ Daf ကိုလည်းကောင်းမှတ်မိတယ် Daf ကောင်းDaf ကောင်းပြီလည်းပုံမှုချူတယ်yeah တောင်မှာသူတို့တွေဒိမတ် Robin တို့ Daf တို့ဆိုရာဒုက္ခတွေပဲကြည်ရတော့အားရတယ်ဟုတ်တယ်ကျွန်တော် Robin ကိုကျွန်တော်တော်ကြိုက်တယ်ကျွန်တော်ဘောလုံးကန်တော့အဲ့တော့ Robin လို့ကစားဖို့ Robin ကစားပေါက်အသေးစိတ်လေးလာပြီးတော့သူဘယ်လိုမျိုးလင်ကောက်ပြီးဘယ်လိုပြေးသွားကျွန်တော်အဲ့တော့တောင်မှန်ကစားတော့တောင်မှန်ကစားတော့ကျွန်တော် Robin လို့ပဲ Robin လို့ရန်လိုက်တူခေါ်တာငယ်တော့ရော့ပေးတယ်လားညာတယ်လားကျွန်တော်ကညာတယ်ဒါပေမဲ့ကျွန်တော်ဘယ်ကိုပို့ပြီးတော့လေ့ကျင့်တယ်ဘယ်နဲ့ကန်ရတာပို့ပြီးတော့ကျွန်တော်တို့ challenge ဖြစ်လို့လေညာကြတော့ကျွန်တော်ကန်လို့ရတယ်ဘယ်ကြတော့ကျွန်တော်ညာတယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘယ်ကအများနဲ့ chance ရတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဘယ်ကိုကျွန်တော်လေ့ကျင့်တာချက်တယ်ဒါပေမဲ့ကညာဝဲပိတ်တာလေဒါပေမဲ့တောင်တန်းနေအဲ့တော့ကျွန်တော်ကဘယ်ဘက်ကိုထုတ်ပြီးတော့ဘယ်ဘက်ကကန်နိုင်ရင်သူတို့တော့ကျွန်တော်တို့အခွင့်အရေးရတာဟုတ်တယ်လေ့ကျင့်အခုအဲ့ pro league မှာကန်တော့လေတောင်မှန်မဲလားဟုတ်ကျွန်တော် striker ကစားဟုတ်လားstriker ခြေတန်းကစားဖြစ်တယ်ခြေတန်းကနေကျွန်တော်စန္ဒဘက်ရောက်သွားတယ်ဒီပြသဘောအတိုင်းပဲပေါ့ဒီပြအကုန်ရွှေ့ပြီးတော့ဆော့စမ်းဆော့ဟုတ်တယ်ဘာမှတကယ်တော့ဘာမှမဆိုင်ကျွန်တော်ခြေတန်းဒါပေမဲ့စန္ဒဘက်တော့ကစားခဲ့ရရှိတယ်အဲ့လိုပဲဒီပြစမ်းပြီးတော့စန္ဒဘက်တော့နောက်တန်းပေါ့နောက်တန်းအလေတော့ကစားခဲ့ရဘူးလေမမရနောက်တဲ့အလေမှာဘယ်သူကြီးကြိုက်လဲ bro favorite ကျွန်တော်ဂျွန်ဒယ်ရီကိုကြိုက်တယ်ဟုတ်ဂျွန်ဒယ်ရီကြိုက်တယ်ဂျွန်ဒယ်ရီကိုကျွန်တော်ရန်သူ့ရဲ့စိတ်ဓာတ်ကိုသူကစားတဲ့အဲ့လိုဘောလုံးပေါ်မှာထားတဲ့ရိုးသားမှုကိုကျွန်တော်ကြိုက်တယ်
သူသိချင်တာသူသိတာသူကစားတဲ့အတင်သူကန်တဲ့အတင်နိုင်ရမယ်အဲ့လို focus ကအရင်ကောင်းတယ်သူကအဲ့လိုဝုန်းတိုင်းဖြစ်နေတော့ကျန်တဲ့ကစားသမားတွေက short လို့မရတော့ဘူးသိ yeah အဲ့လို အဲ့တော့ချက်စီကတော့တသင်းလုံးအားရှိတယ်တဲ့မအကုန်လုံးကဖြုတ်ဟေးဆိုတဲ့လူတွေကြီးပဲတော်တော်မိုက်ကျမ်းမယ်ဖြုတ်ပဲဆိုကျွန်တော် AC Milan fan လေဆိုတော့ကျွန်တော်ကအဲ့နောက်တန်းဆိုကျွန်တော်ကပြိသက်ဟုတ်လား yeah တော်ရတော်ကျွန်တော်ဘောလုံးကန်တော့ကျွန်တော်20နှစ်ဟုတ်လားမိုက် yeah ကလည်းတော်တော်ကောင်းတယ်ပြီးတော့ तू ကလူသူ့ရဲ့ character လည်းအရင်ကောင်းတယ်စိတ်ထားလည်းအရင်ကောင်းတယ်ဒီကောင်ကတော်သူကစားပေါ့ရမ်းကြိုက်တော့မိုက်ကျွန်တော်တို့အဲ့တော့ကျွန်တော်ဘောလုံးမဲ့စာကြည့်ခါစားတွေက AC Milan ကကြီးလေမိုက်နေရပြတ်တယ်မလားဟုတ်တယ်တရားလိုတို့ yeah ကျွန်တော်အဲ့ Premier League အသင်းတွေကဒီမှာကျွန်တော်နိုင်ငံမှာ Premier League အရင်ကြည့်ကြတာဟုတ်ဆိုတော့ကျွန်တော်လည်းဘောလုံးမဲ့စာကြည့်ခါစားကျွန်တော်အကူတွေနဲ့လိုက်သွားအဲ့ Premier League တွေပဲဆိုတော့ Champions League ပွဲတွေမှာတွေ့ပြီဟေးဆိုရှင် AC Milan ဖြုတ်တာပဲ Premier League တွေကိုဟာဒီတဲ့ကဘာလဲဟိုတဲ့သူဂျာစီရတယ်မိုက်တယ်နော် yeah ဟုတ်တယ်အဲ့နဲ့မှာကျွန်တော်စိတ်ဝင်စားသွားပြီးတော့ဒီဘေးမိုက်တယ်ဟာဆိုလိုက်ကြည့်တော့မှာတော်တော်သဘောကျသွား AC Milan အဲ့မှာကျွန်တော်အဲ့ရင်တော့ AC Milan ဆို Nesta ကိုကြိုက်တာ Nesta နောက်တန်းပါနော်မာတီနီနဲ့ Nesta ကိုတော့ကြိုက်ဟုတ်သူလည်းလိုပဲနောက်တန်းပဲဒါပေမဲ့ကျွန်တော်တိုက်စစ်ကစားသမားအဲကျွန်တော်နောက်တန်းကစားသမားတွေကြိုက်တာများဘာလို့လဲမသိဘူးမာတီနီနဲ့ Nesta အတွဲကလုံးဝ classic ပဲသူတို့နှစ်ယောက်ကလုံးဝချစ်စိဟုတ်တယ်ဟုတ်ပါပြီနောက်ပိုင်းမာတီနီနည်းနည်းပရိသတ်နဲ့ပြဿနာတွေတက်ပြီးနောက်ပိုင်းမှာလာ AC Milan နည်းနည်းဒုက္ခရောက်ကနာဘာလို့ရောက်လာတော့လဲဆိုပြီးအခုကတော့ AC Milan ကဟိုဘောလုံးအသင်းတွေအကုန်လုံးအကြောပေးတာ15နှစ်လောက်ရှိပြီအီတလီကလုံပွဲတွေများတာအီတလီဟုတ်တယ်အီတလီကဂျူဗန်တက်လည်းတော့တော်တော်ထုံးတာတာပေါ့နော်ဟုတ်တယ်ဂျူဗန်တက်ကျွန်တော်ကြိုက်တာဂိုးသွင်းလို့ရှိရင်လေကိုကန်လိုက်တဲ့အချိန်မှာထိတာနဲ့ဒီထိချက်ရဂိုးမလားမဂိုးလားဆိုရခံစားချက်အဲ့လိုမျိုးရှိဘူးလားကျွန်တော်တို့ကလေအဲ့ဂိုးသွင်းတဲ့အချိန်ဆိုရင်ကျွန်တော်ဂိုးမောက်ကိုပဲကြည့်ရမှာဘောလုံးကိုမကြည့်ဘောလုံးကကျွန်တော်တည်ခြင်းနဲ့ကျွန်တော်ကန်ဖို့ဆုံးဖြတ်ပြီးသွားပြီနော်အဲကျရင်ဘောလုံးကကျွန်တော်မကြည့်တော့ဂိုးဘောက်ကိုကြည့်တာကိုပဲနေရာကန်တော့မယ်ဆိုတော့နော်အဲ့လိုမျိုးခိုက်တဲ့နေရှိတယ်တခါကြောက်လေကန်တရားရောက်ဝင်သွားတာရှိတယ်ကိုယ်လည်းမမျောလင့်ထားဘူးသူကသူထိပြီးဝင်သွားအဲ့ကောင်ပို့ပြီးတော့စိတ်လှုပ်ရှားဖို့ကောyeah အဲ့ဒါပို့ပြီးတော့ဘောလုံးတော့လည်းသိတယ်အဲ့ဒါပို့ပြီးတော့ကိုတက်ပို့စိတ်လှုပ်ရှားကြကောင်ကိုတက်ပို့ပြီးတော့အဲ့လို gifted ဖြစ်တာပေါ့နော် yeah အဲ့လိုလက်ဆောင်တစ်ခုလိုပဲအဲ့လိုကန်တရားနဲ့တော်သက်ဆိုင်တယ်ကိုရဲ့အတွေးတွေအများကြီးနဲ့မဆိုင်တော့အဲ့လိုလောကမပြောလေးပဲနေထားတယ်လုံးဟုတ်တယ်ရင်ခုံရဟုတ်တယ်ဘောလုံးသမားအရင်ကြီးမဖြစ်ပဲဘောလုံးကြောင်းတွေပြောတယ်ဟာအခုကျတော့ပြိတ္တအနေနဲ့ဗောကျွန်တော်ငယ်တဲ့ဝါသနာပါတာရှင်းတယ်ကျွန်တော်ဘောလုံးနဲ့နှုတ်ပညာပဲအဲ့တော့ကျွန်တော်လောက်တာလေဘောလုံးနဲ့နှုတ်ပညာပဲကျန်တာဘာမှမလုပ်ခဲ့ဘူးငယ်တဲ့ကနေအခုတည်းအဲ့ဒီခုကလည်းကျွန်တော်သိပြီးချွေထူးကျန်တဲ့ຢာတွေသိစိတ်ဝင်စားအောင်အဲ့တော့နှုတ်ပညာဆိုလဲအဲ့လိုပဲကျွန်တော်စာအုပ်ကနေစပြီးတော့မှစာအုပ်ဖတ်တာနေစပြီးတော့မှနှုတ်ပညာကိုစိတ်ဝင်စားလို့ပြောပြရအောင်စာအုပ်ဖတ်တဲ့ချိန်ကျရင်နှုတ်ပညာသမားတွေရဲ့နာမည်တွေအဲ့ကျွန်တော်တို့တော့ဂျာနယ်တွေရောလေနှုတ်ပညာဂျာနယ်တွေရှိတယ်ဘောလုံးဂျာနယ်ဖတ်ရင်တခါကျရင်နှုတ်ပညာအကြောင်းတွေပါရင်လည်းစိတ်ဝင်စားတာပဲဆိုတော့ကျွန်တော်အဲ့ကနေပြီးတော့ပဲနှုတ်ပညာကိုစထိတွေ့တာပဲအဲ့တော့ဘောလုံးနဲ့နှုတ်ပညာလို့ကျွန်တော်တို့ကအမြဲတမ်းတစ်ခုတည်းပဲအဲ့လိုနှစ်ခုကခွဲထားလို့ရတဲ့ຢာမျိုးပေါ့မတူဘူးကျွန်တော်တို့နှုတ်ပညာကကျွန်တော်တို့ဘောလုံးပါဘောလုံးကလည်းကျွန်တော်တို့နှုတ်ပညာဆန်တယ်အဲ့လိုဘောလုံးကလည်းတကယ်တော့နှုတ်ပညာပဲသိလားဟုတ်တယ်သူ passion ဖြစ်မှုကနှုတ်ပညာနဲ့တိုက်ရောက်မှုတူတူပဲဗျ creation လုပ်မှုတွေရောစိတ်ထဲရမှုခန္ဓာကိုယ်အားစိုက်ရမှုအကုန်လုံးကနှုတ်ပညာနဲ့ထပ်တူကြပါတယ်ကျွန်တော်ချင်းမောကအစားပေါ့နော်ဟုတ်တယ်ပြ bro အဲ့အနေပဲဘယ်နဲ့ဘလို့ဘောလုံးကန်နေနေပြီးတော့ရုပ်ရှင်ဘက်ကိုရောက်သွားတယ်ကျွန်တော်ကတကယ်ဘောလုံးကန်ရင်ရုပ်ရှင်ဘက်ရောက်တာပေါ့ဂီတလောကကနေကျွန်တော်ဘောလုံးထဲကိုရောက်တာကျွန်တော်ကအဲ့တုန်းကအဲ့ကာလကကျွန်တော်လူငယ်ဘဝပေါ့နော်ကျွန်တော်ရန်ကုန်ရောက်ကာလ10တန်းနှစ်ပေါ့ကျွန်တော်ဦးလေးပေါ့နော်ဒီကျွန်တော်တို့ဦးလေးလို့ခေါ်တယ် KD
သူ့စီမှာကျွန်တော်တော်တော်များများကိုကြကြအောင်ကျွန်တော်သူနဲ့အတူတူရှိဖြစ်တယ်သူနဲ့အတူတူရှိဖြစ်တော့ကျွန်တော်အထူးသဖြင့်ဘာလို့ရှိဖြစ်လဲဆိုတော့ကျွန်တော်ဂီတကိုစိတ်ဝင်စားလို့ပေါ့နော်ရှိုးယူရှင်းပါတယ်ကျွန်တော်သူ့နောက်မှာရှိရတဲ့အကြောင်းတွေကကျွန်တော်ဂီတကိုစိတ်ဝင်စားနေထိတွေ့ခြင်းလို့ပေါ့နော်ဂီတလောကလူတွေကဘယ်လိုမျိုးနေထိုင်ကြလဲဆိုတော့သိကျင်တာပေါ့နော်လူငယ်တယောက်အနေနဲ့အခုလိုပြန်ပြီးတော့ဝေခွဲလိုက်ကြည့်ရင်တော့ဂီတသမားတွေဘယ်လိုနေကြလဲဂီတဆိုတာဘယ်လိုမျိုးလုပ်ကြရလဲဆိုတာသိကျင်တဲ့စိတ်ကပိုများတာပေါ့နော်အဲ့ကနေမှဒီ music ကိုပို့ပြီးတော့စိတ်ဝင်စားတာပေါ့နော်ကျွန်တော်တချင်းစိတ်ဝင်စားတာကျွန်တော်9တန်းလောက်ကနေဂီတာစတီးရဲဆိုတော့ကျွန်တော်တကယ် music ဆိုတဲ့အရာကိုလေးလေးနက်နက်ဖြစ်တာခုနကဦးလေးနားမှာရှိမှာပေါ့ KD နားမှာရှိမှာဖြစ်တာဒါပေမဲ့ကျွန်တော်တို့ကခုနကပြောသလိုပဲလူပညာနဲ့ဘောလုံးကတွန်တွဲနေတော့လေဘောလုံးကလည်းကျွန်တော်အခွင့်အရေးပြလိုက်ချိန်မှာလူငယ်တယောက်နဲ့ကိုယ်စီရောက်လာတဲ့ခွင့်ရကိုအရင်စုပ်ကန်လိုက်တဲ့သဘောပဲအဲဒါကျွန်တော်ဘလုံးကန်ဖြစ်သွားတာအဲ့ဒီသဘောနေပါဦး bro KD နဲ့ကဘလို့ဖြစ်ပြီးတော့မှအဲ့လိုရင်းနှီးခွင့်ရသွားလဲခုနစကားပဲပြန်ဆက်ရမှာပဲဘောလုံးနဲ့ကျွန်တော်တို့ကဘောလုံးနဲ့လူပညာတော်တော်ဆက်ဆက်တယ်ကျွန်တော်ဘောလုံးကျွန်တော်စီးပွားကူးသန်းမှာလူငယ်အသင်းမှာတော့ကန်သွားပြီးတော့ training တွေဆင်းပြီးတော့ကျွန်တော်ကန်ဖို့လုပ်မဲ့ချိန်မှာအဲ့ကဆရာတယောက်ချိတ်ဆက်နေကျွန်တော် KD ကိုခင်ခွင့်ရခဲ့စခင်ခွင့်ရတော့ကျွန်တော်လူပညာသမားကြီးဆိုတော့လေအဲ့လိုတည်မလားလုံးဝ idea နဲ့တည်မလားဟိုတခုခုပေါ့နော်တော်တော်မျောလင်းထားတဲ့ကြောက်တဲ့စိတ်တခုခုပေါ့နော်ကြီးကြီးတခုခုကြီးနဲ့ငါ့ကိုတုံ့ပြန်လိုက်မှာလားဆိုတဲ့စိတ်တော့ရှိတယ်ကျွန်တော်နေရလာလို့ဆိုတော့ပို့ပြီးတော့အဲ့တင်ငယ်တဲ့စိတ်ရှိတာပေါ့နော်ဒါပေမဲ့သူ့တွေးလိုက်ချိန်မှာအဲ့စိတ်တွေအကုန်လုံးပျောက်သွားဘာဖြစ်လို့လဲဆိုတော့ तू ကဖတ်ရောက်ကြတဲ့ကိုယ်အပြုံးကြီးပြေးသွားတယ်အမှန်တန်ပြေးသွားတဲ့အပြုံးတစ်ခုနဲ့ပြင်မလားကိုယ်ဒန်းတူလေးလေးနက်နက်စကားပြောလေးလေးနက်နက်ဟိုထိတွေ့ပြီးတာပေါ့တော်တော်ပြေးသွားတဲ့လူပါလားလို့ရုံဆုံးသူနဲ့စပြီးတော့ခံစားတဲ့အချိန်မှာကျွန်တော်ခံစားရတာပေါ့နော်တော်တော်ပြေးသွားတယ်လူငယ်တွေကိုအဲ့လိုသူလူလာလာတော့ဗျာလူလာလာရှိတယ်ဆိုတော့သူ့စိတ်ထဲဟန်ဆောင်နေရမဟုတ်ဘူးဆိုတော့ကျွန်တော်ခံစားလို့ရအောင်အဲ့ဒါကျွန်တော်တို့ပထမဆုံးသူ့ဆရာနဲ့အတူယူပါတဲ့စိတ်ပဲဗျဘာလို့လဲဆိုတော့ကျွန်တော်တို့လည်း music ကြီးလုပ်တော့လေကျွန်တော်တို့အရင်အကုန်လုံးက KD နဲ့ခင်ရမယ်ဆိုအကုန်လုံးခင်နေတဲ့လူတွေကြီးပဲbro တော့ရင်းနှီးခွင့်ရတယ်ဆိုကျွန်တော်စဉ်းစားနေဟာဘယ်နဲ့ဘယ်လိုလမ်းကြောင်းကန်တရားပဲကန်ကောင်းတော့ဟုတ်တယ်ကျွန်တော်လည်းအဲ့တော့အဲ့လို surprise ပဲကျွန်တော်တို့ training ကားပေါ်မှာသူကဦးလေးကျောင်း KD ကျောင်းပြောနေတာပြောနေတယ်ကျွန်တော်အဲ့လိုလူတယောက်အဲ့လိုအခွင့်အရေးတောင်းနေတာကိုကျွန်တော်တိတ်ပြီးလှုပ်လှုပ်တာမရှိဘူးကျွန်တော်အားနေကြပါကျွန်တော်ဒါပေမဲ့ဘလို့မှမရအောင်ကျွန်တော်တောင်းဆိုခြင်းတယ်အဲ့ဆရာကျွန်တော်အဲ့အခွင့်အရေးတောင်းကျင်တာကြတာဆရာကလို့ကျွန်တော်မိတ်ဆက်ပေးပါလားကျွန်တော်မရေတည်းနဲ့အဲ့ဒါစားရတယ်အဲ့တော့ရတာပေါ့လားဆိုဒီခုပဲတစ်ခါပဲလိုက်ခဲ့ဆိုတော့ကျွန်တော် training အကြီးနဲ့တစ်ခါလိုက်ပါကျွန်တော်တစ်ခါရောက်လာလို့အဲ့လိုနဲ့ခင်သွားပြီးတော့မှတော်တော်ကြာကြာကိုသူ့နားမှာရှိဖြစ်သွားတော့သူနဲ့လက်ဖေးဆိုင်တွေပဲတော့ထိုင်သေးလားဟုတ်တယ်သူနဲ့လည်းလက်ဖေးဆိုင်တိုင်းဖြစ်တယ်ကျွန်တော်သူရနိုးဆိုတော့ကျွန်တော်သူ့စီသွားပြီလမ်းလျှောက်ပြီးတော့လေအိမ်ကနေလမ်းလျှောက်ပြီးသွားတယ်နေတယ်မှတ်ရကျွန်တော်အိမ်ကအဲ့တော့ကျွန်တော်အိမ်ကဘိုးတော်ကန်းနာလမ်းမှာဘိုးအောင်ကျော်လမ်းပေါ့နော်ဘိုးအောင်ကျော်လမ်းနဲ့ကန်းလမ်းတောင်သူက89လမ်းမော်နီစတာကျွန်တော်အဲ့ကအများလမ်းလျှောက်အဲ့ဘိုးအောင်ကျော်ကန်းနာလမ်းနဲ့89လမ်းဟိုမော်နီစတာတိတ်ဆိုင်အောင်တော့အများလမ်းလျှောက်ပြီးတော့သွားပုံမှန်ပဲကျွန်တော်သွားပြီးတော့သူနဲ့သူစီကစကားတွေနားထောင်ပေါ့နော်ဘာမှကြံတာမဟုတ်ဘူးသူတို့ပြောတဲ့ဟာတွေနားထောင်တာပါပဲကျွန်တော်သူတို့ပြီးတိုင်းတင်ပြရမရှိပါဘူးကျွန်တော်အိမ်မက်ထဲမှာအဲ့ဒါလည်းပါတယ် KD တို့ဘာလို့ကျွန်တော်လက်ဖိတ်ဆိုင်ထိုင်မှုချင်တာတိလားသူတို့ပြောဘာပြောကြမလဲကျွန်တော်အရင်စိတ်ဝင်စားသချင်းကြောင်းတွေပြောကြတယ်တခါလေသူကသချင်းတက်တော့ရုပ်ရှင်ကြောင်းဆိုပိုကြီးကျွန်တော်ရှိကာလာမှာတော့ရုပ်ရှင်ကြောင်းတော့ပြောတယ်ရုပ်ရှင်ကြောင်းတွေသူကြည့်ခဲ့တဲ့ရုပ်ရှင်ဒီရုပ်ရှင်လေးရဲ့ဒီခံစားချက်ကအကောင်းတယ်ကွာချင်းလေးရေးဦးမှာပဲအဲ့လိုမျိုးသူကအဲ့လိုခံစားချက်တွေကိုတနည်းအားဖြင့်မစိုးဘူးသူကလူတွေကနေလည်းယူတယ်ကျွန်တော်လူပညာအလုပ်လုပ်တဲ့လူတွေရဲ့သဘောတဘာဝတိုင်းမှာမသိရမလားဒီလူတွေစီကနေပဲကျွန်တော်တို့ကပြန်ပြီးကူးဆက်ယူရတာဆိုတော့လူတွေထဲမှာပဲသူကနေတာပါကျတော့ကျွန်တော်နောက်တစ်ခုထပ်သိလိုက်ရတာသူကလူပညာဘယ်ထဲမှာမရှိလူတွေထဲမှာပဲရှိတယ်ဆိုတော့သူလူတွေထဲမှာနေတာတော့ကျွန်တော်အတူယူဖြစ်တယ်ကျွန်တော်ကဟိုကျွန်တော်အရင်စိတ်ဝင်စားတာသူ့ရဲ့ဟို
तू ရေးတဲ့တခြင်းထဲမှာ तू ဘယ်ဟာကိုအကြိုက်ဆုံးဖြစ်မလဲပေါ့ဟိုတမဲ့ကျွန်တော် magazine တစ်ခုကနေတော့တွေးလိုက်တယ်ဒါပေမဲ့အကုန်လုံးပြောဖြစ်လာတော့မသိဘူး तू ကကိုရီလွန်းစွမှုကိုသူ့အနေနဲ့ तू တော်တော်ကြိုက်တယ်ပြောတယ်ကျွန်တော်လည်းတော်တော်ကြိုက်တယ်ဟုတ်ကျွန်တော်နဲ့စကားပြောတော့ကကျွန်တော်အဲ့တုန်းက तू ကြိုက်တဲ့အခါရှိနေမယ်ဟန်တွန်းဆိုခဲ့ရှိနေတယ်โอเคသူရေးထားတာအဲ့တော့ तू ကတစ်ချိန်လုံးကြီးရဲ့ညနေလောက်ဆိုရင် तू ကတနေရာဝေးကြည့်ပြီးတော့အဲ့လိုတူတူလေးညီးတယ်အဲ့တော့ကျွန်တော်အများနဲ့ကြုံခဲ့တာ तू ကြိုက်တာမကြိုက်တာကျွန်တော်မသိဘူးဒါပေမဲ့ तू အများနဲ့ညီးတဲ့ဟာကိုကျွန်တော်နားထောင်ခဲ့ရတော့ရှိနေပြန်တယ်ပြီးရင် तू အဲ့လိုတကယ်လို့များဟိုအဲ့လို plastic လေးနဲ့တီးတယ်ဒါကျွန်တော်သိတဲ့သူပေါ့နော်ဒါပေမဲ့ तू ကလူပညာသမားတွေအများကြီးနဲ့နေထိုင်ပြတ်သန်းတာဖြစ်တဲ့အတွက်ကျွန်တော်သိတာတခုတည်းနဲ့တော့မလုံးလောက်ဘူးထင်တယ်သူ့ကျွန်တော်သိတဲ့သူကသူပဲဒီမှာကွန်ဘူကြီးချိုင်ကွန်ဘူနဲ့တော့ပုံနေတွေ့လိုက်ပြီးအဲ့လိုသူ့ရဲ့နားလေးမှာထိုင်ဖြစ်တယ်ကျွန်တော်ထိုင်ဖြစ်သလောက်အချိန်တိုင်းတော့သူအဲ့ဒါလေးဆိုပြီးတော့အဲ့ဂီတာလေးနဲ့ classical လေးနဲ့တွေ့တာလေးတီးတာခါတိုင်းတွေ့တယ်အဲ့ဒါဘယ်ခုနှစ်အလောက်ဖြစ်မလဲအဲ့တိုင်းတာအဲ့ချိန်2008ပေါ့ဘောလုံးလောကအထွက်ပြီးတော့ကျွန်တော်လူပညာလုပ်ကိုလုပ်တော့မယ်ဆိုတဲ့အချိန်မှာသူကကျွေးနေပါတော့နော်သူလောကထွက်သွားတာဆိုတော့ကျွန်တော်နဲ့ close ဖြစ်တာ2008 2009ဒီကာလသူလည်းကျွန်တော်နဲ့ close ဖြစ်တော့ကိုပါပေါ့နာဂစ်ဖြစ်တဲ့ကာလခုတော့ငယ်ဦးမှာပေါ့ငယ်တယ်ကျွန်တော်အဲ့ဒါကျွန်တော်2006 10တန်းပေါ့နော်10တန်းဆို2008မှာကျွန်တော်10တန်းပြီးကြတာပဲရှိသေးတယ်10တန်းကျွန်တော်စိတ်လေတဲ့ကာလပေါ့အဲ့လိုကျွန်တော်အခက်ကသိရတယ်ပဲလူငယ်ကတစ်ခုပြီးရင်စိတ်လေတာပဲအရင်စားတာလေဘာလို့မှမသိတာမဟုတ်စိတ်လေတာပဲရှိတာဆိုတော့စိတ်လေတာပဲရှိတယ်ကျွန်တော်ကလည်းလူငယ်ထပ်တူလုပ်ခဲ့ပါ तू အဲ့ rock ဒီ heavy metal တွေပါတွေ तू ဘယ်လို into ဖြစ်တာလဲအဲ့ဒါ तू နားထောင်လေးရှိလားကျွန်တော်အဲ့ဒါလေးသိချင်လို့အကျန်းနေပါဟုတ်သူလုံးတဲ့ချိန်ကညပိုင်းများမယ်တဲ့ဆိုတော့ဒါကျွန်တော်သိသလောက်ပေါ့နော်ဒါပေမဲ့ကျွန်တော်သိတာအပြည့်စုံဟုတ်ချင်မဟုတ်ပါလိမ့်မယ်ဟုတ်သူကလုံးတာညပိုင်းဖြစ်တဲ့အတွက်အဲ့ချိန်ကကျွန်တော်သူ့ကိုနှောက်ယှက်ပေးလို့မရှိတဲ့အတွက်ကျွန်တော်လည်းမရှိဘူးဘယ်တော့မှလေသူ့ရဲ့တခြားတငယ်ချင်းတွေတော့ရှိကြပါတယ်ကျွန်တော်တော့မရှိဘူးဘယ်တော့မှလေအဲ့ဒီချိန်တော့ဟုတ်မိုက်တယ်ဒါတကယ်ပြောမှဆိုရင်ဒါ bro တကယ်အထူးခွင့်ရခံစားခဲ့ရတာဟုတ်လားသူကကျွန်တော်တို့တွေစကားပြောတာလူငယ်တွေစကားပြောတော့တော်ကြိုက်တယ်သူကလူငယ်တွေစကားပြောတယ်လူငယ်တွေအခြေအရေးတွေကိုသိဝင်စားတယ်အဲ့လိုချင်းမြတ်တာနဲ့ပတ်သက်ပြီးလူငယ်တွေဘယ်လိုဖွင့်ဆိုလဲဆိုတော့သူသိဝင်စားတယ်အဲ့ဒါတော့ကျွန်တော်နဲ့ conversation နေ့ရက်တိုင်းကျွန်တော်နဲ့သူနဲ့စကားပြောခဲ့တာအဲ့တော့အခြေအကြောင်းများတယ်ဗျကျွန်တော်ကတော့ကောင်မလေးလည်းမရှိတော့အဲ့တော့မရှိရပါဘူးတော့ချင်းမြတ်တာကြောင့်သူပြောပြတာပေါ့နော်အဲ့ဒါလည်းကျွန်တော်ကြားခဲ့ရတယ်အလွန်ဆွေးကြောင်းတွေရောပြောဖြစ်လားမပြောတော့ဘူးအဲ့မှာလွမ်းနေလို့ဆိုတော့အချင်းလုံးလွမ်းနေ yeah မိုက်တယ်ဒီကကျွန်တော်အမရွာကြီးဆိုသူ့ရေးလဲကြွေးတာဘာကြိုက်လဲသူစကားပြောတဲ့အတန်ဟိုကစားသူကဟိုအတန်ပြနဲ့ရှက်တတနဲ့ဆိုရေးလဲကြွေးတာသူမိုက်တယ်သူကဟိုတကယ်အနုပညာရှင်တယောက်ရဲ့ live ကိုကြည့်ချင်လို့ရှိရင် KD ကိုတွားကြည့်ရမလို့အဲ့လိုမျိုးပြသူနေတဲ့ထိုင်တဲ့ပုံစံဟိုကအစသိမလားလုံးဝမိုက်တယ်သူကတော့တော့ fine တယ်ဟိုမျိုးဟုတ်တယ်မဆက်လူနဲ့ရန်နီးဆက်ပါတယ် yeah လူငယ်နဲ့နီးဆက်အောင်နေတယ်ကျွန်တော်တို့အဲ့ကာလာဆိုရင်လူငယ်တွေများနေသူပေးနာပါလေဘာလို့လဲ melody wall လည်းရှိရတဲ့ melody wall တငယ်ချင်းတွေကျွန်တော်နဲ့လည်းပြည့်ပြီးခင်နေကြတာပေါ့နော် melody wall တငယ်ချင်းတွေနဲ့ပေါင်းဖြစ်သွားကြတယ်ဘာလို့လဲ melody wall ကလူငယ်တွေများတာအဲ့တော့သူကလူငယ်တွေပဲတောက်လျှောက်သူတို့ try မျိုးမှာတင်နေကြတာဆိုတော့အဲ့တော့ကတော့သူပေးနာပါလူငယ်တွေကြီးပဲညာလူငယ်အခုတော့လူကြီးတွေဖြစ်နေပြီပေါ့နော်အဲ့တော့လူငယ်တွေ bro အဲ့ကျွန်တော်35ရှိပြီလေ bro အဲ့ဂီတာတီးပြီးတော့မှတချင်းနေဆိုဖို့စစီစဉ်တာစဉ်းစားလား
အဲ့ဒါတော်တော်စိုးစိုးပဲ ကျွန်တော် sorry recording ဒီမှာအဲ့တော့တေချာဝင်ခဲ့သေးလား ကျွန်တော်ဗျာ recording လုပ်တာရ studio ထဲမှာတချင်းဒီမှာတွင်းခဲ့သေးလား ဟုတ်တယ်ကျွန်တော်နည်းနည်းအတွေ့အကြုံတော့ယူခဲ့ဘူးတယ်အဲ့တုန်းကလေအဲ့လိုအဲ့မယ်လို့တော့တငယ်ချင်းနေပဲဒါပေမဲ့ကျွန်တော်အဲ့တုန်းကအရင်တေချာကြီးမလုပ်ဖြစ်ဘူးဗျကျွန်တော်တေချာကြီးမလုပ်ဖြစ်ပဲနဲ့ကျွန်တော်ကဦးလေးဆုံးသွားတဲ့အချိန်မှာကျွန်တော်ကဘယ်လိုဘာဆက်လုပ်အောင်မသိတော့တဲ့လူတယောက်ပြန်ဖြစ်သွားတာဘောလုံးလောကလည်းထွက်လိုက်တယ်ကိုအားကိုးပြီးတော့မှသူ့စီအကြံဉာဏ်ယူပြီးတော့မှပေါ့နော်ဒီလောက်ကိုလုပ်မယ်ဒီရာတင်ယူရင်းနဲ့လုပ်မယ်ပေါ့နော်ကျွန်တော်ကသူကလည်းကျွန်တော်ကိုပြောဆိုကျွန်တော်ကလည်းအေးစစ်စစ်ပဲလုပ်တဲ့လူဆိုတော့ကျွန်တော်ချက်ချင်းဒီလောက်ကိုလုပ်ဖို့တဲ့စိတ်ကူးထားတာမဟုတ်ကျွန်တော်တေချာတင်ယူကျင်တာပေါ့နော်အဲ့လိုတေချာသိကျင်တယ်တေချာတင်ယူကျင်တယ်ကိုစိတ်ဝင်စားတဲ့ကိုနဲ့အန်ကိုက်ဖြစ်မဲ့ music ကဘာဖြစ်မလဲဆိုတော့ကိုယ်ကလည်းမသိဘူးလေနော်ကိုကအကုန်လုံးပြောတော့ကြိုက်တာတဲ့အတွက်ကိုနဲ့အဆင်ပြေတဲ့ကိုခံစားခြင်းနဲ့ထပ်တူကြမယ် music မျိုးစားဘာလဲဆိုတော့ကျွန်တော်တေချာမသိတော့ဘာမှရင်းချက်သေးတဲ့အရွယ်မဟုတ်တော့လေကျွန်တော်အများကြီးတင်ယူရမှာဖြစ်တယ်လေကျွန်တော်သူ့စီကတင်ယူဖို့တက်ကိုကျွန်တော်ဘုံလက်ကထွက်ပြီးတော့ကျွန်တော်ဒီလောက်ကလည်းဝင်ရောက်မယ်ပေါ့နော်အဲ့လိုဆုံးဖြတ်တယ်တိတ်မကြတော့လာပိုင်းတော့ပဲဟုတ်တယ်တစ်လနှစ်လလောက်ပဲချားတယ်ဒီဘုံလက်ကကျွန်တော်သူနောက်ဆုံးအချိန်နှုတ်ဆက်လိုက်ရအောင်နော်ဆိုတော့အဲ့နောက်ပိုင်းကျွန်တော်အဲ့လိုပဲဝေသွားနဲ့ဝေသွားနေနေပဲသူ့ဇာပနာမှာပဲကျွန်တော်အဲ့လိုခွင့်ရတစ်ခုခုနကကျွန်တော်ပြောသလိုကျွန်တော်အဲ့လိုခွင့်ရတစ်ခုလာရင်ကျွန်တော်ကအဲ့လိုထိတ်တက်ရင်ဆန်လိုက်တာများတယ်ဘယ်တော့မှဟိုတွေးဝေးပြီးနောက်ဆုတ်တတ်တဲ့လူတွေမှမပါဘူးဆိုတော့ကိုသေးကြတယ်ကိုလှုပ်ချင်တယ်ဆိုတော့သေးကြတယ်စမ်းကြည့်ချင်တယ်ဆိုတော့သေးကြတယ်ကျွန်တော်ဝင်တိုးလိုက်တာပဲဆိုတော့အဲ့ဒီမှာကျွန်တော်သိရဟာစာတိုရီကနေပြီးတော့ဟိုရုပ်ဆောင်တဲ့ပြီးတော့ music နဲ့ပတ်သက်တဲ့ရုပ်ရှင်ကအဲ့ဒါကိုအဲ့သတင်းကြားတာပေါ့နော်အဲ့သတင်းဟုတ်မဟုတ်တော့ကျွန်တော်မသိဘူးပဲကျွန်တော်အဲ့သတင်းကြားရင်းနဲ့ပဲစာတိုရီကိုစားရောက်ပြည့်နေတယ်ကျွန်တော်တရုပ်ဆောင်ဖြစ်သွားတာလေဟုတ်ကျွန်တော်တရုပ်ဆောင်ဝါသနာလည်းမပါဘူးအဲ့တုန်းကလေကျွန်တော်ကင်မရာရှေ့မှာလည်းတိတ်ရက်ရက်တာမရှိဘူးကျွန်တော်ဓာတ်ပုံငယ်တဲ့ဝါသနာမပါဘူးဘယ်လိုဖြစ်လို့တရုပ်ဆောင်ဖြစ်လဲဆိုတော့ကန်တရားပဲဆွဲခေါ်တယ်လို့ပြောမှာခုနကပြီးကျွန်တော်ရဲ့အကျင့်ပေါ့ခုနအခွင့်အရေးတစ်ခုလာပြီဆိုရင်ကျွန်တော်လှုပ်လိုက်ချင်တဲ့အကျင့်ကနေကျွန်တော်တရုပ်ဆောင်ဖြစ်သွားစေတယ်အဲ့နဲ့ဆွမ်းနာ back ဟိုဦးလေးပေါ့ KD နဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြားရတော့တက်မှာရုပ်တရက်ကြီးလုံးဝရုပ်တရက်ကြီးပြတက်မှာကျွန်တော်တို့ကဟုတ်တယ်ရုပ်တရက်ဟုတ်တယ်ဘရိုတို့ကြတော့အဲ့တရင်ကဘယ်လိုမျိုးရောက်လာလဲဘရိုစင်မှာကျွန်တော်လည်းရုပ်တရက်ပဲကျွန်တော်သူမဆုံးခင်မနေ့ကပေါ့နော်မနေ့ကဆိုရင်ဒီနေ့သူဆုံးတယ်ဆိုမနေ့ကပဲကျွန်တော်သူနဲ့တွေ့ပြီးတော့ပြန်လာပြီးတော့နောက်နေ့ညနေနောက်နေ့နေ့လေကြတယ်သူအိယာနိုးတဲ့ချိန်ကြတယ်ခါတိုင်းလိုအိယာနိုးတဲ့ချိန်ကြတယ်တပည့်ဆိုင်လာမယ်ပြီးရင်ကျွန်တော်လှုပ်ချင်တာလေးပြောပြမယ်ပေါ့အဲ့လိုအဲ့ဘုံလုံးကထွက်ခါတာတော်မင်းတေချာပြီလားဘုံလုံးပြန်မကန်တော့ဘူးမကန်တော့ဘူးလို့ကျွန်တော်တကယ်ပြီးပိုင်ထွက်လိုက်ဆိုပြီးတော့ကျွန်တော်ဆုံးဖြတ်ပြီးတော့ကျွန်တော်ရေးထားတဲ့သင်းတစ်ပုတ်လေးသူ့ပေးနာထောင်လာရှိတယ်။အဲ့ဒါလေးနေပြန်ပြီးတေချာမုန်းမှန်လိုက်အဆင်ပြေရတယ်မင်းဒီကရေးတာပဲဆိုပြီးတော့ကျွန်တော်သူကြံပေးမယ်ပေါ့နော်အဲ့လိုလေးချိန်ထားတဲ့ဟာလေးရှိတယ်။အဲ့ဒီနေ့ကသူ့စီကျွန်တော်သွားမယ်နေအဲ့ဒီနေ့ပဲသူဆုံးတယ်ကျွန်တော်သွားမယ်အချိန်ကျွန်တော်သူ့ဖုန်းဆက်တယ်ဆက်မရအောင်ဆက်မရတော့ကျွန်တော်ခဏနေကြတော့နေ့လေတနား2နာရီလောက်ကြာတော့အဲ့လိုကျွန်တော်တကယ်ကြီးကျွန်တော်ဖုန်းဆက်လာဦးလေးဆုံးသွားပြီဆိုတော့ကျွန်တော်အဲ့လိုပဲကိုယ်ကားရင်းနဲ့ကြံခဲ့တာအဲ့လိုကြီးတော်လေးကိုခံစားရနော်သူကလည်း sorry နှလုံးရောရှိအောင်နော်သူနှလုံးကွာ strain မှာထည့်ထားတယ်ကျွန်တော်တို့ပဲစေအောင်ဆောက်ပေးကြအဲ့လိုသူဘေးနားကနေပြီးတော့မှအဲ့လို gain နဲ့ sorry နဲ့သူစေအောင်ဆောက်ပေးကြရနော်အဲ့လိုနေကြဆိုတော့နှလုံးပြန်ဖောက်ပြီးတော့နှလုံးရောလည်းတော်တော်အဲ့လို surprise ပေါ့နော်အေးဗျကျွန်တော်လုံးဝ shock ဖြစ်သွားတယ်မလားဟာဘာနောက်နေကြလားဗောတက်မလားနောက်ပုံနေပါတက်လာဟာဒါဆိုတကယ်ဟာလို့တက်မလားဟုတ်တယ်ဟိုနေမကောင်းဖြစ်တယ်ဘာညာလည်းမကြောက်ဘူးလေတက်မလားဟုတ်တယ်သူအဲ့လိုအေးစစ်ပဲသူတရားတွေထိုင်နေရပဲပုံမှန်ပဲညာကိုတီးပြီးတော့ဖြစ်တယ်လို့ပြောတာပါဟုတ်ကျွန်တော်လည်းအဲ့လိုပဲတီးတယ်အဲ့စာတိုရီနဲ့သူတို့ကအရင်လာ offer လုပ်တာလားအကူကသွားပြီးတော့သူတို့နဲ့သွားတွေ့ရလားကျွန်တော်သူတို့ကိုအဲ့လို
တရုတ်ဆောင်တဲ့လူမျိုးပဲဒီကဖောင်တွေပါနဲ့ပြင်ဆင်ပြီးတော့မှတွားပြီးတင်တာအဲ့တော့အဲ့ဇာလန်ကိုစိတ်ဝင်စားတယ်ပေါ့နော် music နဲ့ပတ်သက်ပြီးအဲ့တော့ကြည့်ပြီးတော့မှအဲ့ဒါ minting ကိုကိုကြီးရိုက်တာလားအမဟုတ်ရမဟုတ်အဲ့ဓာတွေကပြီးသွားပြီကျွန်တော်ကအဲ့ကြမှာကျွန်တော်စာတူရီရောက်မှကျွန်တော်သိတာတရုတ်ဆောင်တဲ့သူတို့ရွေးနေရပါတော့တရုတ်ဆောင်တင်ရွေးနေတယ်ကျွန်တော် music တင်ရွေးတယ်ပေါ့နော်အဲ့ကနေပဲကျွန်တော်ရွေးလိုက်တာကျွန်တော်အဲ့ကနေတော့တရုတ်ဆောင်ဖြစ်တာပါစတယ်သူတို့နဲ့တွေ့မှာကျွန်တော်လည်းတရုတ်ဆောင်ဆိုတော့စိတ်ဝင်စားလာတရုတ်ဆောင်ကလည်းတကယ်စိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်တက်ပေါ့နော်ကျွန်တော်သိချင်တဲ့လူပညာနဲ့ပတ်သက်ရင်တရုတ်ဆောင်ကလည်းတော်တော်နက်နဲပေးနိုင်တဲ့ message တွေရှိတာပေါ့နော်ကျွန်တော်ပြောချင်တဲ့လူပညာတွေကိုတရုတ်ဆောင်ကလည်းအများကြီးလုပ်ပေးနိုင်တယ်ဆိုတော့ကျွန်တော်တော့စိတ်ဝင်စားပါတော့ဒီကကျွန်တော်ခံစားချက်တွေကျွန်တော်လုပ်ချင်တာလေးလုပ်အောင်အတွက်ကိုပဲဒီလူပညာကိုကျွန်တော်စိတ်ဝင်စားတာဆိုတော့လေဆိုတော့တရုတ်ဆောင်ကလည်းကျွန်တော်တို့အဲ့ဒါကိုဖြစ်သွားစေတာပေါ့သူတို့လူရင်းနဲ့ပတ်သက်တာဆိုတော့ကျွန်တော်ပုံနဲ့စိတ်ဝင်စားမှုဖြစ်သွားတယ်တရုတ်ဆောင်အဲ့တရုတ်ဆောင်တော်တော်လေးလာဖြစ်တာပေါ့နော်အဲ့ကာလာလေးလာဖြစ်အခုတည်းထိပါပဲအခုတည်းထိလည်းလေးလာနေရတာပါ bro အဲ့မီးပိုင်ထိုးကင်မရာတွေပိုင်အားလုံးလူတွေအများကြီးနေဝိုင်းပြီးတော့မှaction ဆိုစပြီဆိုရင်ဘယ်လိုနေလဲဥပမာကျွန်တော်တို့ဆိုလို့ရှိရင်ဗျာအဲ့လိုလူအများကြီးကြည့်တာမပြောနဲ့ကိုယ့်ကိုကင်မရာထောင်မီးထောင်ပါညာနေဆိုရင်တော့စပြီဟေ့ဆိုတာနဲ့တဘာဝအတိုင်းပြန်ဖြစ်ဖို့တော်တော်နည်းနည်းအချိန်ပေးရတယ်ဗျာတက်မှာတစ်ချိန်နည်းနည်းဆိုနည်းပထမဆုံးဆိုကြောင်နေဗျာတက်မှာဟုတ်တယ်ဘယ်လိုလဲအဲ့လိုဖြစ်ကြတာတွေ့တယ်လေဘရိုးကြောင့်ဘယ်လိုပြန်ပြောင်းရလဲကျွန်တော်ပထမဦးဆုံးကကျွန်တော်တို့တွေစပြီးတော့ရွေးတဲ့အချိန်မှာအဲ့လိုမီးတွေနဲ့ကင်မရာကြီးဆိုတော့စမြင်ဘူးလားဆိုတော့ကျွန်တော်တို့အဲ့ကာလာအဲ့အချိန်လေးအခိုက်အတန့်လေးပဲကျွန်တော်တို့ပထမဦးဆုံးဆိုတဲ့ခံစားချက်ကိုကျွန်တော်ခံစားရတာအဲ့ဒါကျွန်တော်အပူပြောတာမဟုတ်ဘူးအဲ့ကာလာလေးပဲဒါပေမဲ့ကျန်တဲ့အချိန်တွေကကျွန်တော်ငါလုပ်ကိုလုပ်ရမှာပဲဆိုတော့အတွေ့ပဲရှိတာလေအဲ့တော့ငါလုပ်ကိုလုပ်ရမှာပဲဆိုတော့လုပ်လိုက်မယ်ပဲဒါပဲသိပြီးတော့ကျွန်တော် view site နေတော့အဲ့ပထမတစ်ချက်တင်တော့ကျွန်တော်ကြောင်လောင်ဖြစ်တယ်ကျွန်တော်ဘာလုပ်ပြီးတော့ဘယ်ကိုလုပ်ပြီးတော့ဘယ်ကိုကြည့်ပြီးတော့ဘာတွေးပြီးတော့ဘာလုပ်ရမလဲကျွန်တော်ဘာမှမသိဝေသွားပြီးတော့မီးတွေကလင်းပြီးတော့သူတို့ရဲ့အဘိုးတော်ကြီးကကိုတို့အရှိမှလာထိုင်နေတော့ကြတာကျွန်တော်အဲ့တော့လည်းဝေသွားပြီးကိုကိုသေးသေးလေးဖြစ်သွားအဲ့ကာလာလေးအဲ့ထိုက်တန့်လေးတခုပဲဒါပေမဲ့တကယ်လို့ဆိုတဲ့အချိန်မှာကျတော့တက်နိုင်တော့လောက်ရမှာပဲဆိုတော့ခုနအဲ့ဒါကြောင့်ကျွန်တော်တို့ဘောလုံးကအများကြီး support ဖြစ်တယ်အဲ့တော့အဲ့ဒါလည်းကျွန်တော်ဘောလုံးကန်တဲ့ကာလာမှာကျွန်တော်လူတွေအများကြီးလူတွေရဲ့ pressure တွေဒီပွဲရဲ့ pressure ဒီလူတင်းတဲ့ pressure တွေမိပြရဲ့ pressure အဲ့ဟာတွေအားလုံးကကျွန်တော်တို့က trainer တယ်လို့ပဲဆိုတော့ကျွန်တော် I don't care ဆိုတဲ့ဟာတော့ကောင်းလေ့ကျင့်ထားပြီးတော့ဖြစ်သွားတာပေါ့နော်အဲ့တက်လုံးကပဲကျွန်တော်နည်းနည်းထောက်ပံ့ဖြစ်သွားတာကျွန်တော်အကုန်လုံးရေးမဆိုင်ပဲနဲ့ကိုလုံးစရာရှိတော့ focus လုပ်နိုင်သွားတာပေါ့နော်အဲ့ကျွန်တော်ကန်ကောင်းပါတယ်ကျွန်တော်တို့သူများနိုင်ငံတွေမှာဆိုလို့ရှိရင်တော့ထားပါတော့setting တစ်ခုလုံးလုပ်ပြီးတော့မှလမ်းထဲမှာရိုက်မယ်ဆိုရင်လမ်းတစ်ခုလုံးကိုသူတို့ဥဆောင်နေပြီးပဲထားတာဗျာကျွန်တော်နိုင်ငံမှာကြာကင်မရာအပြင်မှာဆိုရင်ပရိသတ်အကုန်လုံးကလိုက်ကြည့်ရတယ်မလားတော်တော်များများနေဘက်တွေပါဆိုရင်တဲ့မှာလူတွေကယာနဲ့ချီပြီးတော့ထိုင်ကြည့်တယ်အဲ့ကင်မရာဘောင်းလေးတစ်ခုမှာပဲတေးဥဆောင်နေလောက်ရတာဆိုတော့လေအဲ့ဒါသူတို့ over ပါလို့လို့ရှိရင်အတန်တွေကဘယ်လိုလုပ်ကြလဲကြံသွင်းကြလားပရိသတ်ကြံသွင်းရင်သွင်းမသွင်းရင်ကြံရိုက်ပေါ့အစပြန်ရိုက်ပေါ့ဒါပဲရှိတာအဲ့လိုကြံရိုက်ကြအတန်ပါရင်တော့ခွေးတော်တန်တော့ကြံတဲ့သူတို့မလို့ကျင်တဲ့ရိုက်တာမလို့ကျင်တဲ့အတန်တစ်ခုပါရင်တော့ကျွန်တော်တို့ပြန်ရိုက်ပေါ့နော်ဒါကုတော့လမ်းတွေပါပိတ်ပြီးတော့မှတေချာလုပ်ပြီးဆိုတော့အဲ့ဒါတွေမရှိဘူးအဲ့ဒါတွေတော့အကုန်လုံးသူတို့control လုပ်နိုင်တယ်မဟုတ်ဘဲနဲ့ကျွန်တော်တို့ကတကယ်ရက်ကွက်တဲ့သွားပြီးတော့မှတကယ်ပုံစံရိုက်ပြီးဆိုတော့အဲ့ဒါရအောင်ကျွန်တော်ရင်ဆိုင်မယ်အဲ့ဒါမရှိဘူးလူတွေရောခွေးတွေရောကြောင်တွေရောကြွက်တွေရောအကုန်လုံးရင်ဆိုင်မယ်သိရမလား yeah ဟုတ်ပါကျွန်တော်အဲ့ဒါစဉ်းစားကြည့်ကျွန်တော်ဘလို့မှစဉ်းစားလို့မရဟာဒီလူတွေဘလို့အာယုံစိုက်ပြီးတော့ဒါကြီးလုံနေလေတဲ့မှာဘေးမှာလုံးဝအောင်ပြောမစင်အနောက်ရှက်တယ်လို့တော့မဟုတ်ပေမဲ့အာယုံစိုက်လို့မရဘူးတဲ့မလားဟုတ်တယ်ကိုအားပေးကြတာတော့ဟုတ်ပေမဲ့ဗျာတဲ့မှာဘလို့ပြောအကောင်းလဲအဆိုးလဲဖြစ်နေတယ်ပြောရမှာပေါ့လေတဲ့မှာဒီလူတွေကအဲ့လိုမျိုးဖြစ်နေတယ်ကျွန်တော်တို့အလုပ်ကတော့ခုနောက်ပိုင်းပိုတိလာတာပေါ့နော်အရင်တော့ဆိုရင်ကျွန်တော်လည်းခံရပါတယ်တခါရိုက်ပြီဆိုရင်အဲ့ခံစားချက်ကိုတကယ်ခံစားပြီးလုပ်မယ်ဆိုရင်အဲ့ခံစားချက်ကိုလို့ပြန်ပြစ်ချလို့မရတော့ပဲလေကိုယ်စီမှာကိုယ်ဘဝထဲမှာလွှမ်းမိုးလာတာမျိုးကြုံခဲ့ရဘူးလေတော်တော်လေးအဲ့လို
ခံခဲ့ရတာနော်ဒါအခုနောက်ပိုင်းကျတော့ကျွန်တော်ဗာသိလာဆိုတော့ကျွန်တော်တရုပ်ဆောင်တာလုံနေတော့မှာပဲတေချာလှုပ်လိုက်ဖို့ပဲလိုတာမျိုးရှင်းဆုံးပြောရရင်လေတန်အရင်ကျွန်တော်တို့ကဒီပေါ်မှာ focus လုပ်အရင်အခုမှစထိတွေးမှာပဲထားလို့ရတာမဟုတ်ကျွန်တော်ကဒီအမတိုင်ခင်မှာလှုပ်ထားလိုက်ရတာအဲ့ focus တွေပါရလေတကယ်တမ်းကလေကျွန်တော်ထိုင်းနေပါလေရိုက်မယ်ဆိုတော့သူတို့ရိုက်ကွင်းထဲမှာပေါ့ပါပဲ relax ပဲဘာမှအသေးတိုင်ကြီးဒီလိုပြူပြဲကြီးသူတို့မိုးကြီးတယ်လုံးမနေဘူးသူတို့ကကျွန်တော်တို့ကဘယ်မှာပဲလုပ်လဲဆိုတော့ဒီစပွဲပေါ်မှာရှိနေတဲ့အချိန်မှာတေချာ focus လုပ်ပြီးတော့ဒီ character ကိုဒီ Eden Driver နဲ့ character ကိုတေချာ international လည်းဒီတိုင်းပဲလုပ်တာပဲပေါ့နော်တေချာအဲ့မှာအဲ့ Eden Driver နဲ့ကျွန်တော်တို့ ਨੇ အဲ့မှာတေချာ तू ကဒီ character ကိုအပြည့်အဝမင်းရနေပြီလားဆိုတော့ဒီ character ကိုမင်းလုတ်တက်သွားပြီလားမင်းအသုံးချတတ်သွားပြီလားဆိုတော့ तू ကတခါတည်းပင်မင်းနဲ့ तू တခါတည်းထည့်ပေးတာဖြစ်တယ်ဆိုတော့သူ့ရှိမှကျွန်တော်လုပ်ပြရတာသူ့ရှိမှကျွန်တော်အပြည့်အဝစိတ်နဲ့ရတာကင်မရာရှိမှဘာမှလုံးစရာမလိုသူ့ရှိမှအပြည့်အဝစိတ်နဲ့လိုက်ဆိုရင်မင်းကင်မရာရဲ့ဒီရိုက်ကွင်းထဲကမင်းပေါ့ပါဖြစ်သွားတယ်မဟုတ်ရင်အဲ့ရိုက်ကွင်းထဲမှာမင်းစိတ်ထည့်နေရတယ်ပြီးတော့မှမဟုတ်ဆိုတော့ကျွန်တော်အဲ့ချိန်မှာကျွန်တော်အပြေးပါအာရုံစိုက်ပြီးတော့တေချာလုပ်တယ်ရိုက်ကွင်းထဲရပေါ့ပါနေတယ်ကိုကဒီ character ဘာလဲဆိုတာဒီ character လေးရဲ့ခလုတ်လေးကဘာလဲဆိုတာသိထားတော့အဲ့ခလုတ်လေးပြန်နှိပ်ပြီးတော့မှပေါ့ပါ director ပြောတဲ့အတိုင်းဒီဇလန်ကိုလုပ်လိုက်တယ်ပြီးသွားရင်ပြချထားခဲ့လိုက်တာပဲအဲ့လိုမျိုးဟာကိုအလေးကျင့်ဖြစ်အောင်စူးစမ်းယူရတယ်ဘာလို့ဆိုတော့ဒီ professional ဆိုတော့ကျွန်တော်တို့တခါလေးရိုက်ပြီးသွားတာမဟုတ်ဘူးเนาะကျွန်တော်ဒီလိုရိုက်တယ်ပြီးရင်ဒီ DB ရဲ့သူ့ကင်မရာ line တွေသူပြောချင်တဲ့အတိုင်းသူလိုချင်တဲ့အတိုင်းလုပ်ပေးရဖို့တော့ကျွန်တော်မှတာဝန်ပြည့်ရှိတယ်ဆိုတော့ကျွန်တော်တွေကအဲ့လိုကိုလို့ချင်တာပဲစွတ်လို့မရအောင်တည်မလားအဲ့လိုဒီအခုအဲ့ဒီထိုင်းနေနဲ့ရိုက်တဲ့ချိန်မှာတွေ့ရတဲ့အတွေ့အကြုံလေးပေါ့နော်ပြီးတော့ကျွန်တော် international တခြားကင်မရာတခြားရက်ကွင်းတွေကိုသွားလေ့လာဖြစ်လဲအဲ့တိုင်းပဲတရုပ်ဆောင်တွေကသူတို့ကဘာမှပေါ့ပါပဲဒီက DP ရဲ့ driver ရဲ့ပြောတဲ့အတိုင်းဆိုတော့တိကျလုပ်ပေးတယ်ဒီပုံမှာ performance ကိုအပြည့်ပေးပြီးတော့သူတို့ကရေးစီပဲပေါ့ပါပဲဘယ်နှချိန်လုပ်ပေးရသူတို့အဲ့ဒါပုံမှာသူတို့မှာကျွန်တော်တို့ကအဲ့ပုံမှာစောရကတက်ပိုင်ပုံမရှိဘူးအဲ့ဒါကိုကျွန်တော်ကြိုးစားလေ့ကျင့်ရတော့နော်အဲ့ဒီပိုင်းနည်းနည်းပါသွားတော့ကျွန်တော်နိုင်ငံကကျွန်တော်ကြားဘူးလားကြားတော့ကျွန်တော်နိုင်ငံမှာကြားတော့နည်းနည်းစူပါတကယ်မင်းသားကြီးတွေဖြစ်သွားပြီဆိုလို့ရှိရင်ဒါရိုက်တာကပြန်ကြောက်ရတဲ့ပုံစံမျိုးပဲကျွန်တော်ကဟုတ်တယ်အချိန်မှတော့မရဘူးတကယ်တကယ်နိုင်ငံတကယ်ကိုရီးယားနာမည်မင်းသားကြီးတွေတော့မှာဒါရိုက်တာဆဲနေဆိုရင်ကုန်တယ်သူ့လုပ်မယ်သူလုပ်ကြတယ်ကျွန်တော်အဲ့ဖြူဘင်းရဲ့ရိုက်ခွင်းလဲတော့ကြည့်ဘူးလေတကယ်မြူဘင်းဆိုကျွန်တော် class 9ကိုယူဘိုးကြီးလို့နာမည်ကြီးနေမင်းသားပါအဲ့သူရိုက်ခွင်းဆိုလဲအဲ့လိုပဲသူရိုက်တယ်သူတရုပ်ဆောင်ရှိတယ်တရုပ်ဆောင်တယ်ပြီးသွားတယ်သူခံသူပြန်သွားဒါဒါတောင်းချမ်း DBS တောင်းချမ်းပောက်ကွဲနေလဲသူလုပ်ပဲသူ focus လုပ်တာသူလုပ်ကိုသူလုံးဝတာဝန်ကျအောင်လုပ်တာလေသူမမောင်းအောင်ပဲသူလုပ်တာပြင်မလားသူမလည်းသူ့ဆဲမှာဒါရိုက်တာဆိုတော့သူမမောင်းအောင်ပဲသူ focus တာကျန်တာသူစိတ်လည်းမဝင်တာဘူးကျန်တာကျန်တဲ့လူတွေလုပ်နေကြတာဖြစ်တယ်သူကအပြေးဝတယောက်အဲ့လိုကိုတောင်းတာကိုပြေးယူကြတာပေါ့နော်အဲ့တော့ကိုတောင်းကိုပြေးယူတတ်ဖို့ပဲစူးစမ်းတာပေါ့နော်ဒီနောက်ပိုင်းကျွန်တော်ရိုက်ဖြစ်ရင်တော့ကျွန်တော်အဓိကစိတ်ထိတ်ထဲမှာထည့်တာလားကျွန်တော်ကိုရီးယားကားတွေကဇလန်တွဲမဟုတ်ဘဲနဲ့ movie တွေကလေတော်တော်ချမ်းတယ်လို့ကျွန်တော်ထင်တယ်ခုနောက်ပိုင်းလေ Hollywood မှာဒီကောင်ကလူနဲ့ပို့ပြီးတော့နီးတယ်ဗျာသူပြင်ကျွန်တော်တို့အလုပ်တော်လုပ်တယ်ဗျာသူကအလုပ်ကိုတေချာချင်းမုံနဲ့အလုပ်ကိုတေချာလုပ်တတ်တယ်ပြီးတော့အဲ့လို driver တစ်ခုံးတော့တစ်ခုံးပဲ DV တစ်ခုံးတော့တစ်ခုံးပဲအဲ့လိုသူတို့အရန်ကြောက်တာအဲ့သူတို့ driver ဆဲလိုက်ပြီး DV ဆဲလိုက်ပြီးချက်ချင်းအဝုန်းတိုင်းနဲ့အဲ့ဒါကိုမဖြစ်ဖြစ်အောင်ကြိုးစားပြီးလုပ်ကြအဲ့လိုမျိုးအဲ့မိုက်တယ်ဒီမှာကျကျွန်တော်တို့နိုင်ငံမှာဆဲလိုက်ပြီးဆိုရင်ပြန်ဒေါသထွက်ပြီးတော့မလုပ်ချင်တော့တာများတယ်ဟိုမှလို့မဟုတ်ဆဲလိုက်ပြီးတော့ဆဲမခံရဘူးသူတို့ကနောက်တစ်ချိန်ဆဲမခံရဘူးသူကနှစ်ဆလုပ်ပြတာသူတို့ဘယ်လောက်ရေးရှင်းရှိကြအောင်နှစ်ဆလုပ်ပြတာပေါ့နော်အဲ့ဒါပုံပြီးတော့တိုးတက်မှုရှိတယ်လေနော်ကျွန်တော်မြင်တော့ဟုတ်တယ်ကိုပြောနေပြီဆိုနှစ်ဆလုပ်ပြလိုက်အဲ့မိုက်တယ်အဲ့ဒါအကောင်းဆုံးပြဿနာဖြေရှင်းတဲ့နည်းပဲဟုတ်တယ်နှစ်ဆကိုဘယ်လောက်ရေးရှင်းရှိကြအောင်နှစ်ဆပြလိုက်ရတာကျွန်တော်ကအဲ့ဘွန်ဂျွန်ဟိုရမ်းကြိုက်ဒါရိုက်တာဘွန်ဂျွန်ဟိုအဲ့ကိုရီးယားဒါရိုက်တာသူရိုက်တယ်ကျွန်တော်တိုက်တဲ့ကားဆိုရင် Mother ရယ် Parasite တို့ဘာလို့လဲ Parasite ရဲ့ကားဟုတ်တယ်ကျွန်တော်အဲ့ Mother ကိုလည်းတော်တော်ကြွေတာအဲ့ကကြောက်စီလိုက်ကျွန်တော်ကြည့်လက်ပါလန့်တယ်မလားအဲ့လိုမျိုးဖြစ်အောင်ရိုက်တာကျွန်းစင်အဲ့ဘက်တော်ကျွတ်တာမိုက်အဲ့ဘက်ကတော့မိုက်တယ်
ဟုတ်တယ်ဟုတ်တယ်သူနဲ့အဲ့ တို့စီမှာလည်းဒါ respect ပဲသူက yeah ကျွန်တော်ကြည့်ပြီးဟာလုံးဝကြွေကျွန်တော်ကိုရီးယားကားတွေထဲမှာဆိုအဲ့ old boy တို့ပြီးတော့သူတို့စစ်ကာလာတွေမှာရိုက်တဲ့အဲ့ the odd to my father ဆိုတာကိုရီးယားလိုကတော့ဘယ်လိုလဲမသိဘူးဇလန်းဟာ ဟုတ် အဲ့ကားကြီးอ่ะဗျာကျွန်တော်ကြည့်ပြီးနောက်တစ်ခါကိုမကြည့်ရဘူးအဲ့လောက်ကိုကြမ်းတာဟာလုံးဝတဲ့မှာခန်းစားချက်ပြီးတာကြီးကြမ်းထွန်နေရဗျာတဲ့မှာကိုကလည်းအဲ့ချိန်မှာမူးဖြစ်နေတဲ့အချိန်လဲသွားဖြစ်တာလဲပါပြီကျွန်တော်ရုပ်ရှင်ကြည့်တဲ့အချိန်လေးဟာကြောက်စရာကြီးအဲ့ကားဆိုရင်မောလို့ဗျာအဲ့ကားပြီးတော့ကျွန်တော်ကလုံးဝလူကိုချုံချုံကြပြီးတော့ကြံခဲ့တဲ့လုံးဝနောက်တော့ပြန်ကြည့်မလားဆိုရင်ဒီလိုအားမွေးပြီးတော့မှကြည့်ရမယ်ကားမျိုးဖြစ်နေအဲ့လိုမျိုးလုံးဝကြမ်းထွန်အခု brother အနောက်မှာ poster တွေတွေ့တော့ poster ထဲမှာပါတယ်သူဆောင်တယ်တော့မတ်တက်အဲ့တဲ့သမားတွေ yeah ကျန်တယ် Godfather တော့ကျွန်တော်တို့သူဆောင်မှာဆိုရင် Godfather မကြည့်ဘူးရင်သူဆောင်မလုံးနဲ့ဘူးလို့ပြောရမှာမသိဘူးအဲ့လိုပြောလို့ရတယ်တော့ဒီက Godfather လေဟုတ်တယ် Godfather နံပါတ်1ပေါ့နော်1တွေ3တွေမကြည့်ရင်တော့1တော့ကြည့်ဘူးရမယ်ဘာလို့ဆိုတော့ Marlon Brando ကြည့်နေအောင်Marlon Brando အဲ့ကားမှာတော့မြင်အောင်ကြည့်တဲ့ဟုတ်တယ်ကျန်တဲ့ကားတွေမကြည့်ရင်တော့လေ yeah အဲ့ Marlon Brando ကတော်ကျွန်တော်တို့လေးလာတဲ့တေးဥဆောင်ပါနော်သူအဲ့ Godfather ရဲ့အဲ့ opening sense ကဟိုလောက classic ဗျာတင်မလားဟုတ်တယ်ကျန် I believe in America သူအဲ့ပထမဆုံးထွက်လာတဲ့အဲ့ shot တွေကျွတ်စင်ဟာ oh my အဲ့ဘလိုတော့လောကကျွတ်စင်ဗျာကျွန်တော်တော့ကြွေတယ်အဲ့ဒီမှာတော့ yeah ဟုတ်တယ်သူကလည်းသူ့ရဲ့နောက်ဆုံးကြည့်ပဲလေ yeah သူသိတာနော်သူဟိုကျွန်တော်ကဒီ Godfather ဆိုလို့ရှိရင်တော့ Al Pacino ကအတိအကလို့ဖြစ်နေတာပေါ့လေဒါပေမဲ့ကျွန်တော်ကဘာလို့ Marlon Brando ပါတဲ့ဟိုကျွန်တော်ကမရမကရှာပြီးဟိုရှာထားလဲဆိုတော့ तू က Al Pacino တကယ်တမ်းတော့ तू တင်မိခဲ့တာပဲဒီ1မှာလေဟုတ်တယ် Al Pacino က အဲ့တော့တိတ်ပြီးတော့မကြွမ်းနေတယ်တိတ်မကြည့်တယ်အတိတ်ချက်တိတ်ပေါ့ဆိုတော့အဲ့နောက်ပိုင်းမှာ Al Pacino ကလည်းဒီဘဲနဲ့တွဲပြီးတော့မှတဝက်လောက်ကြာဒီကောင်ရပါရဲ့တဲ့မှာအဲ့ vibe တွေဟိုအဲ့ Godfather ဟာကျွန်တော်အဲ့ Al Pacino ပထမဆုံးသူဟိုသူအဲ့ဒီ mafia business ကိုစဝင်မယ်ဆိုပြီးတော့သူ့ဖေကိုဖမ်းသွားတဲ့ကောင်တွေသူလောက်ကြံတဲ့ကောင်တွေကိုသူပြန်ချမယ်ဆိုပြီးသူပြောတဲ့ကတ်လေဟာအဲ့ shot ကကျွန်တော်အခုမျက်လုံးထဲမထွက်ဘူးသူ့အကိုတွေကလေဒီရဲနဲ့ mafia ကောင်ညာဘယ်ကောင်လောက်ကြံမှာလဲဆိုပြီးတော့သူတို့ဒီနေတော့ဒီကောင်ကင်မရာဒီလိုပဲအားလုံးလက်ရရေးနဲ့သူကဒီလိုထိုင်နေတယ်လေအဲ့မှာသူ့စီကိုဖြည်းဖြည်းနောက်ဆုံးမှာငါးနှစ်ယောက်လုံးပြစ်တက်လိုက်မယ်ဒီကောင်ပြောပါအဲ့မှာမူကြီးလောကကြမ်းပါဦးအဲ့မှာဒီကောင်ကတက်မှာဒီကောင်အဲ့သူဖြစ်သွားတယ်ဖြစ်သွားတယ်ဟာတော်မိုက်တယ်ဗျာကျွန်တော်အဲ့ဟုတ်တယ်ဒါပေမဲ့ Al Pacino ကကျတော့ तू က Scarface ကို तू ကပိုကြိုက်တယ် Godfather ကဒီကောင်ခံစားချက်တွေရှိတော့တိတ်မကြိုက်ဘူးဟုတ်တယ်Scarface ကသူလှုပ်ချင်တာလုပ်ရတယ်ဟောတကားအောင်နော်အဲ့ကြောင့်ကျွန်တော် Al Pacino ကြတော့ကျွန်တော် Scarface ပေါ့သိတယ် Scarface အဲ့မျက်လုံးကောင်းမှတ်မိတာ Scarface မျက်လုံးတော်တော်မိုက်အဲ့ဒီဆိုင်တာလည်းကြိုက်တယ်နေပါကြိုက်တယ် bro ကမျက်လုံးပြောလို့လေကျွန်တော်မြန်မာနိုင်ငံမှာတရုတ်ဆောင်တွေထဲမှာမျက်လုံးကိုတကယ်အကျဉ်းဆုံးကြော်ပြောချင်တာဗျာတော်တော်များများအဲ့လိုမျိုးမျက်လုံးကြည့်လိုက်လို့ရှိရင်မလေးနဲ့ဘူးဗျာသိမလားဟုတ်တို့ကအဲ့ထဲမှာတော်တော်ထူးထူးခြားခြားထဲမှာပါတယ်အဲ့ဒေါင်းကိုရဲတိုင်လည်းမိုက်တယ်နောက်တယောက်နှစ်ယောက်တော့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ဟုတ်မျိုးဗျာတကယ်ရုပ်ရှင်ကဟိုကိုကဒီကောင်သေုံဆောင်နေတာပါလားဆိုပြီးတော့ကိုကတိနေသေးသေးအဲ့ဒါကြီးကမမိုက်ဘူးဗျာသိမလားဟုတ်တယ်ပြီးပြီးတော့ဟာဒီကောင်တကယ်ချပြီးငါလည်းကိုပါလိုက်ပြီးစီးမျောပြီဆိုရင်အဲ့မိုက်ပါပြီတဲ့မှာအဲ့လိုမျိုးဆွဲခေါင်နိုင်ဖို့ကလွယ်တော့မျက်လုံးကတော်တော်စကားပြောတယ်ဗျာဟုတ်ကျွန်တော်လည်းလေအဲ့ဟို brother ပြောမှမျက်လုံးဆိုတဲ့ဟာကိုကျွန်တော်လည်းအဲ့တုန်းကကျွန်တော်စိတ်ရတကားပေါ့နော်ပထမဦးဆုံးတကားပေါ့ကျွန်တော်ကအရာအလုံးကျွန်တော်တို့ကဟန်ဆောင်လို့ရရင်တော့မျက်လုံးဟန်ဆောင်လို့မရဘူးဆိုတာရှိတယ်နိဆိုတော့ကျွန်တော်ကမျက်လုံးဟန်ဆောင်မှုကြိုးစားလိုက်ခုနက brother ပြောတဲ့ဟာကိုမရတော့ဒီလားအဲ့တော့ကျွန်တော်ကမျက်လုံးကတကယ်ဖြစ်ဖို့ဆိုရင်ကျွန်တော်တကယ်ဖြစ်မှမျက်လုံးကအဲ့တိုင်းဖြစ်တာကျွန်တော်အမှမျက်လုံးကငါဒီလိုမျိုးကြည့်လိုက်မယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့အဲ့လိုလေ့ကျင့်ပြီးတော့လုပ်ရခုနက brother ပြောတဲ့လူတွေကြည့်တဲ့လူတွေကဒီလိုက item လုပ်နေတာဆိုပြီးခံစားသွားတာဟောဆိုတော့တကယ် item လုပ်နေလို့မျက်လုံးကြီးနဲ့ item လုပ်နေ
မဟုတ်ဘူးကိုကတကယ်အဲ့ပေါ်မှာခံစားပြီးတော့မှတကယ်တက်ဝင်ပြီးတော့မှဒီလိုမုန်းနေဆိုလည်းတကယ်မုန်းတီးစွာနဲ့ကြည်လိုက်တာအရန်ရိုးသားရတာဒီလားရိုးရှင်းတယ်ဒီလိုမုန်းနေတယ်ငါဒီကားမှာဒီလိုမုန်းနေတယ်ဒီလိုမုန်းတီးစွာနဲ့ဘယ်လိုပဲကြည့်ကြည့်ပြုံးနေလဲသူ့မျက်လုံးကလေမုန်းကိုမုန်းနေတာဘာလို့ဆိုတော့မုန်းအောင်ကြည့်နေကြမလို့ရသည်လားသူ့မုန်းအောင်ကြည့်နေတာတေးဥဆောင် yeah တကယ်မုန်းနေလေဟုတ်ပြုံးပြီးတော့သူ့ဒီတိုင်းကြည့်လဲအဲ့လိုမုန်းနေဆိုတော့ဘေးကလူကသိလို့သိတယ်ဘာလို့ဆိုအဲ့စိတ်ကထွက်နေရတယ်သိလားအဲ့ဒါကျွန်တော်အဲ့ဒါအဲ့ချက်ကလေးကကျွန်တော်ပထမဦးဆုံးအတိညာလေးပေးလိုက်တာထိုင်းက agent driver ပေါ့နော်တရုတ်ဆောင်နေသေးတာဘယ်တော့မှတရုတ်ဆောင်တော့မဖြစ်အဲ့စကားလေးပေါ့နော်အဲ့စကားကကျွန်တော်တို့အများကြီးအကျိုးရှိတယ်အဲ့ကျွန်တော်ဘယ်တော့မှတရုတ်မဆောင်ဘူးကျွန်တော်တကယ်ဖြစ်ဖို့ကြိုးစားတယ်အဲ့တကယ်ဖြစ်တာကိုယ့်အကိုပြန်ပြီးတော့ဇလန်းပြီးတော့ပြန်ရင်ဆိုင်နိုင်ဖို့ပဲနောက်ပိုင်းဆက်လေးကျင်တယ်ပေါ့နော်အဲ့တော့ရုံးစုံငါတကယ်ဒီလိုငါဒီကားမှာမုန်းရမယ်ဆိုရင်ကျွန်တော်မုန်းတဲ့စိတ်ပဲထားလိုက်တယ်အဲ့ဒါကိုလည်းကျွန်တော်ကရိုက်ခွင်းပြင်မှာလည်းကျွန်တော်သူ့မုန်းပြနေတာမဟုတ်ဘူးဒီလားကျွန်တော်ဆိုလို့ချင်တာဒီဇက်ကောင်ဖြစ်နေတယ်ဒီအချိန်လေးရောက်ရင်ကျွန်တော်သူ့ကိုမုန်းတဲ့စိတ်ထားလိုက်တယ်ဒါလေးပဲပြီးတော့ကျွန်တော်ပြီးသွားပြီဒီဟာကတ်ဆိုတာကျွန်တော်အဲ့ဒီလူပေါ်မှာထားတဲ့စိတ်ကကျွန်တော်ဘာမှမရှိတော့အဲ့ဒီစိမ့်လေးရိုက်မယ်ဒီစိမ့်ပေါ်မှာဒီလိုမုန်းတဲ့ဓာတ်ကံမဟုတ်ဒီလိုချစ်နေတော့အဲ့နောက်ကမုန်းတဲ့ခံလေးရှိတယ်ပေါ့နော်ဒါကိုပြိတ္တကသိတယ်ကိုယ်တိုင်လည်းသိတယ်ဒီလိုကမသိဘူးဆိုရင်တော့ဒီလိုကိုကချစ်ပြနေတော့ဟုတ်တယ်လိုမျိုးလုံးထဲမှာအဲ့မုန်းတာပါသွားတာပဲကျွန်တော်တမင်းကြီးတယ်မုန်းအောင်ကြည့်ပြီးတော့မှလုပ်မယ်ဆိုတွေးလိုက်မဖြစ်တော့ကျွန်တော်စမ်းကြည့်ပြီးမဖြစ်ဘူးဗျအတူပဲဖြစ်တယ်အဲ့လိုကိုယ်တိုင်ကမကြိုက်ဘူးတရုပ်ဆောင်နေတာမျက်လုံးကြီးတရုပ်ဆောင်ပြနေတာဆိုပြီးဖြစ်တယ်ဆိုတော့ငါတို့တရုပ်ဆောင်လိုက်လူပညာနောက်ဆုံးတော့ရိုးသားပြီးတော့ကိုယ်တကယ်ခံစားတာထုတ်ပြဖို့ပဲအဲ့ဒါတကယ်လို့ဗျာကိုကဒီဇက်ကောင်ထဲမှာနေပြီးတော့မှပရိုပြောသလိုပြီးသွားတဲ့အချိန်မှာကိုပြန်မလွှတ်လိုက်နိုင်လို့ရှိရင်အဲ့လိုမျိုးဖြစ်မဲ့ကျွန်တော်မှဟိလေကြဆိုလို့ရှိရင်ဗျာသူဒီဂျိုကာဇက်ကောင်နေပြီးတော့ပြန်မထွက်လိုက်နိုင်ဘူးဆိုရင်သူတည်သွားတဲ့အကြောင်းရင်းအဲ့ဒါအဓိကပါတယ်ဆိုဝိုင်းပြောကြတာဟုတ်ဆိုတော့မဟုတ်တော့မသိဘူးဒါပေမဲ့တကယ်လို့ဒီဇက်ကောင်လောကအကြမ်းကြီးထဲမှာနေပြီးတော့မှပြန်ပြီးတော့မထွက်နိုင်တာတော့ဘာဖြစ်နိုင်လားဘရိုသူတကယ်အဲ့ကာရီတာကိုကြိုက်သွားပြီဆိုရင်တော့ဖြစ်နိုင်တယ်ဗျဥပမာကျွန်တော်ကလူတွေကဗျာကျွန်တော်ငယ်တော့ကလည်းကိုယ်ကြိုက်တဲ့ကာရီတာတိုင်းလိုက်နေကြတယ်ဥပမာကျွန်တော်ဂျိန်းစရစ်ကငယ်တော့ကြီးလိုက်တယ်ဆိုတော့ကျွန်တော်အဲ့เจ้าမှာဆိုဂျိန်းစရစ်ထားနဲ့ကျွန်တော်နေကြရတယ်နေရမလားဥပမာဒွေးကိုကြိုက်ပြီဆိုရင်ဒွေးထားပြီးလိုက်လို့ကြတယ်အပြင်အဲ့လိုတယောက်ပုံစံတွေကူးဆက်ပြီးတော့မှကိုအဲ့လိုခံယူလိုက်ကြတာလေကျွန်တော်ကတေးဥဆောင်မှဖြစ်ကြတာပေါ့တကယ်တော့အပြင်လောကလူတွေမှာလည်းအဲ့ဒါရှိတယ်ကိုကြည့်လိုက်တဲ့ကိုလွှမ်းမိုးတဲ့ကာရီတာကိုဘဝကိုအဲ့လိုလွှမ်းမိုးသွားတဲ့ musician ပဲဖြစ်ဖြစ်တယောက်တော့ရှိတယ်ဗျာဘူချိုအောင်ဆန်ပဲဖြစ်ဖြစ်ဆန်နေတယောက်တော့ကိုလွှမ်းမိုးတဲ့တယောက်နောက်ဆုံးအဖေပေါ့နော်သူတို့အဲ့ဒါကိုကျွန်တော်ကကြိုက်သွားပြီဆိုရင်အဲ့ဒါကိုယူလိုက်တာမကြိုက်ရင်မယူဘူးဆိုလို့ကျွန်တော်စားတော့တစ်ခုလိုပဲဆိုတော့ကျွန်တော်တို့အဲ့ကာရီတာယူကြိုက်သွားရင်လားအဲ့ပြဿနာရှိတယ်အဲ့ဒါကျွန်တော်အဲ့ဒါမကြိုက်မိအောင်ပဲကျွန်တော်ကတက်နေတယ်လို့တန်အောင်နေဖြစ်ရတာဘာလို့လဲကာရီတာတစ်ခုကျွန်တော်ကအရန်ကြိုက်သွားပြီဆိုရင်ဟာကျွန်တော်သိရတော့ကျွန်တော်ပြဿနာကျွန်တော်တီးဥဆောင်လေးပြဿနာအဲ့ကာရီတာကိုကြိုက်သွားရင်ပြဿနာရှိတယ်မကြိုက်မိအောင်တော့ထိန်းဖို့လိုတယ်ကိုကပြိတ္တကကြိုက်တော့ကိုက line မကြိုက်ဘူးလေကိုကပြစ်ချနိုင်ဖို့တော်တော်လိုတယ်ဘာလို့ဆိုတော့ပြစ်မချနိုင်အဲ့တီးဥဆောင်လေးမှာပြဿနာရှိတယ်စိတ်ကူးဖို့လိုတယ်ဟုတ်လဲအဲ့ဒါစဉ်းစားတခါလေကြိုက်ဆောင်းပြောလို့ကြိုက်သွားရင်ဘယ်လိုလုပ်မလဲသိမလားဟုတ်တယ်အဓိကဟိလေကြအဲ့ကြိုက်သွားတာဟုတ်ဂျိုကအင်မတန်ကြိုက်ဖို့ကောင်းတဲ့ character လေဗျာညာလုံးသူ့တက်ကညာလုံးကစိတ်ထွက်ပေါက်ဖြစ်နေရတယ်နော်စိတ်ထွက်ပေါက်ရပါတော့သူကြိုက်ချင်တယ်ကြိုက်ချင်စရာပါကျွန်တော်ဟို new ကျွန်တော်လည်းကြိုက်နေလားမသိဘူးဟုတ်တယ်ကျွန်တော်လည်းကြိုက်တယ်ဂျိုကyeah အဲ့ကိုရီးယားရဲ့ New World ဆိုတဲ့ကားသူလူမိုက်ကားရပေါ့ဗျာသူတို့ gangster ကားတွေအဲ့ကားထဲမှာသူကအဲ့မင်းသားဟိုပါပဲအခုဟိုအရင်ဟော့နေသူတို့ series ပါလဲဟိုဘာ game မေးပါsquad game လားsquad game အခုနောက်ဆုံးတက်တဲ့မင်းသားလားမသိဘူးအဲ့နာမည်ကြီးပဲအဲ့ဒီပြောင်းလားဒီပြောင်းဒီပြောင်းမဟုတ်နောက်တစ်ယောက်ဟိုတော့ကျွန်တော်နာမည်မိလို့ကျွန်တော်နာမည်မိပါအားပါတော့အဲ့ဘေးကသူကရဲဗျာဒါပေမဲ့ရဲကနေပြီးတော့သူ undercover လုပ်ပြီးတော့ gangster သွားဖြစ်နေတာ gangster ထဲမှာနေပြီးတော့သူကဒီရဲဌာနကိုလည်းသူကပြန်ပြီးတော့သတင်းပေးနောက်ဆုံးသူရာထူးတက်နဲ့သူ
သူ့ရဲ့ဂိုင်းချုပ်ကဒီကောင်ကိုရဲမှန်းသိတယ်ဒီကောင်ကိုမတက်ဘူး ကျွန်တော်သိကျွန်တော်သိအဲ့ကားကကျွန်တော်သိ နောက် ကျွန် ဆုံး တော်ရေကန်ပေးပါလေ ရေကန်ပေးပါဟုတ်တယ် သူပောက်ကွဲတဲ့ခါကျွန်တော်အဲ့ဒါမကောင်းမျိုးလုံးတော့မထွက်ဘူးသူ အဲ့မလုံးဝမိုက်နေဗျာနောက်ဆုံးမှဒီကောင်ဆိုရင်ဖုံးပြလိုက်တာပြီโอเคငါရဲမလို့တော့ဘူးဆိုတော့သူထက်လူကြီးအကုန်ရှော့ပြီးတော့သူဂိုင်းစားကောင်းဆောင်လုပ်လိုက်တယ်ပြီးတော့တက်မလားကြိုက်သွားတော့ဒီကောင်လည်းသူကလည်းသူဟို မိုက်တယ်အဲ့ကား ဂိုင်းစားတွေကပို့ပြီးတော့မှဟိုပြောမလဲကိုလူတွေပေါ့တစ္ဆာပို့ရှိရဆိုရင်ခံစားချက်ဒီကောင်ရပါတယ်ဗျာရဲတွေဒီဘက်ရဲကဘာညာထောင်ထောင်ရေးဖွဲ့တွေကသူ့အလောက်တစ္ဆာမရှိဘူးသူ့မိသားစုဘက်ကိုမကြည့်ပေးသူ့ဆရာကသူ့ကြည့်ပေးဆိုရင်ဘယ်လိုပြောမလဲ ဟုတ်တယ် reality check မှာဒီကောင်မိသွားတော့တက်မှာဒီကောင်အောက်တက်မှာ ကြိုက်ပါပြီ တာမတက်ဘူးဒီလိုဒီကောင် gangster ပဲလုပ်ပဲဆိုလုပ်ပလိုက်တယ်အဲ့ဒါကြီးလုံးအကျန်တယ်တက်မလား တကားလုံးသူအဲ့ pressure ကြီးကိုထမ်းတာကြီးမြင်ရမိုက်တယ်နော် ဟုတ် အဲ့ pressure လေးနော်သူtiêuဆောင်တဲ့တကားလုံးမှာသူအဲ့ pressure ကိုသူထမ်းတာ ဟုတ်တယ် အဲ့ဒါကြီးသူဒီကလူတွေ message ပေးအောင်နော်သူပြောအဲ့လိုနှစ်ခုလုံးနေ pressure တစ်ခုတော့ရှိတာပဲထမ်းတာတော့အဲ့ဒါကြီးသူမျက်နှာမှာမြင်နေရဟုတ်ဘယ်နေရဟုတ် အဲ့မိုက်တယ်ကျွန်တော်ကိုရီးယားလောကြာကိုရီးယားလူတွေက technique ရန်ကောင်းတယ်ဗျာဒီလားကျွန်တော်လေးလာတင်တော့နော်ဒီဥဆောင်နေနေဆိုဘလူးကာရီတာပဲလို့သူတို့ကအဲ့လိုဖြုတ်တဲ့ technique တော်တော်ကောင်းတယ်သူတို့ဖြုတ်တဲ့ technique တော်တော်ကောင်းဒါတချို့ကြီးလဲဆွဲလန်းပြီးတော့မှနောက်တစ်ခါမှပါလာမျိုးကြီးလဲမြင်ရတယ်တချို့ဒီဥဆောင်နေနော်ဒီကာရီတာကသူရန်ပေါက်သွားတဲ့ကာရီတာနောက်တစ်ခါမှလည်းသူအဲ့ပုံလုံးထပ်လုပ်ပြီးသွားတာမမြင်ရဘူးလေအဲ့ဒါတော့သူကာရီတာကြိုက်လို့နေတော့နော်Oh, Lama, Tama, oh, hey.